ဘုန်းကြီးတွေသူ့အကြောင်းကိုယ်အကြောင်းဆိုတာသိရလူတွေကသူ့အကြောင်းငါသိပါတယ်ကိုယ်အကြောင်းသူသိပါတယ်နဲ့ဒါပြောကြတယ်တကယ်သိတာတော့မဟုတ်တဲ့ဟာတွေသိကျင်လဲသိနေပဲပေါ့အရေးကြီးတဲ့သူ့အကြောင်းကိုယ်အကြောင်းကဘာလဲလောကမှာလူတွေအိမ်တော်ဖက်ကြတာတောင်မှသူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိအခုတွေ့အခုအိမ်တော်ပြုတ်ကြတယ်ဆိုတဲ့ပုံကိုယ်တွေခဏအိမ်တော်ပြုတ်လက်ဖြင့်ကွဲမတဲကြဘာဖြစ်လို့သူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိဘူးပေါ့ရှင်းတော့ကတော့ကြားဘူးတာအိမ်တော်မဲ့ပြုတော့မယ်ဆိုလို့ရှိရင်3 နှစ်3မို့ချိန်ဆောက်လေ့လာစသရာစိတ်နေသဘောထားကစလေ့လာပြီးတော့မှအိမ်တော်ပြုတ်ကြတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပဲသူ့အကြောင်းကိုယ်အကြောင်းလေ့လာမလေ့လာဘူးဆိုလို့ရှိရင်မှားရွံ့နိုင်တယ်လောကမှာကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းအခြေခံအကြောင်းဟာဘာလဲ38ပြမင်္ဂလာထဲမှာဟောထားတာရှိတယ်လေအသေဝနာသဘာလနာပဏိတန်နိသသေဝနာဆိုဆက်ဆံရေးကစပြီးအဓိကထားတာပေါ့ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရေးအသိရည်လူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုံနဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနာဘူးလားမှန်ပါဗျာမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံစိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပြီမလို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလားမှွေးပါဗျာသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခုလူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောထားတယ်ဆိုတာအဲ့ဒါကြောင့်မို့လို့ပေါင်းတဲ့ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတာသူ့အကြောင်းကိုသိမှကိုယ့်အကြောင်းသူသိမှပေါင်းလို့ရတော့မှာပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ကအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါမလားသိနိုင်ပါဘူးဗျာမြတ်စွာဘုရားကဒီတုတ်တံမှာအချက်၄ချက်နဲ့ဟောထားတာကိုကြည့်ကြရအောင်သူ့အကြောင်းကိုယ်အကြောင်းဆိုတာကိုယ်လည်းပါတယ်သူလည်းပါတယ်ပေါ့မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါသေနတိလံဝေရိတ္တဒီစကားလေးကိုမှတ်ထားတံဝါသေနဆက်ဆံပေါင်းသင်းကြည့်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေရိတ္တဗံသိနိုင်တယ်သူ့အကြောင်းကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရားကောင်းမကောင်းကိုခြင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုခြင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့လူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပထမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေ
အချင်းကြာမှသိနိုင်တယ်အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကရောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခေါ်ပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေမကောင်းတဲ့လူလည်းအကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရမယ်နံပါတ်3ပညာရှိရမယ်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေကြုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ်လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ဘုန်းကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတောက်စားရှိသလားအတောက်စားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လေခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးပဲလေသို့တော့ဒီလူဟာစင်းလုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုံးမဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသိမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားရမယ်တံဝါတေနသီလံဝေဒိတပံဘုရားဟောတဲ့စကားဒါတံဝါတေနဆက်ဆံပေါင်းသင်ခြင်းဖြင့်သီလံကိုချင်းတရားကိုဝေဒိတပံသိနိုင်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့လားပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလူအပြင်တော်လိုက်တာတော်တယ်နဲ့ဆိုနောက်ကြတော့နော်ပမာစကားပုံတော်ရှိသေးနော်အာသမီတော်လှနဲ့ရောက်မှမြင်းစည်းထွက်ဆိုတဲ့စကားတော်ရှိသေးအဲ့တော့သေးသေးချာချာလူတယောက်အကြောင်းသိဖို့အမတန်မှလို့အကြောင်းဆိုဒီမှာကိုချင်းတရားအဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားမှန်ပါဗျာသီလေပဋိဋ္ဌာယကိုကျင့်တရားပေါ်မှာယတ္တိယသမထကျင့်စဉ်မဲ့ကျင့်ဝိပဿနာကျင့်စဉ်မဲ့ကျင့်ကိုကျင့်တရားပေါ်မှာယတ္တိပြီးကျင့်မှအောင်မြင်တယ်ကိုကျင့်တရားပြည့်ရွင်းနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုကျင့်တရားကောင်းအောင်ရမယ်ဒါဖြင့်သမထကျင့်စဉ်ကျင့်တာတို့ဝိပဿနာကျင့်စဉ်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတုံးလို့စဉ်းစားကြည့်ဖို့လို့သီလကဘလို့အထောက်အကူပြုတုံးဆိုရင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုချင်းတရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာစိုးရိမ်ပူဆာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်နူးမှုရှိ
အဲ့ဒီလိုအဝိပတိတာရဆိုတာရှိပြီဆိုရင်ဆင်ငဲတစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရလာဘာရတော့ဆိုရင်အဝိပတိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့ဝမ်းမြောက်မှုဖြစ်လို့ရှိရင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်နှစ်ချိုက်မှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါတွေကရှောင်လွဲလို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့သီလရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုက်မယ်နှစ်ချိုက်လို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်သမာဓိရလွယ်တယ်သမာဓိရလို့ရှိရင်ယထာဘူတညာဏတတနာအမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့ဟောရှောင်လွဲလို့မရဘူးလားကဲသီလမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နက်သီလမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူးမကြည်ရင်ဝမ်းမြောက်မှုလားမလာဘူးပီတိဆိုတဲ့နှစ်ချိုက်မှုရောမလာဘူးပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလာဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလာမလားဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားစိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတညာဏတတနာမှန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားဖြစ်ပါဘူးဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းရှားရှည်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်အဲ့တော့ကိုယ်ကိုယ်လည်းသီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကိုလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားအရေးကြီးတယ်လို့ဒါပြောတာနော်ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့ကိုချင်းတရားကောင်းပါပြီတဲ့နောက်တစ်ခုကတံဝောဟာရေနသောစေယံဝိဓိတပံတံဝောဟာရေနစကားပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိဓိတပံသိနိုင်တယ်လူတစ်ယောက်ဟာစကားပြောလို့ရှိရင်ဒီလူဟာစကားတီးသလားမတီးဘူးလားသို့မဟုတ်ဒီလူစကားပြောတာရှေ့နောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားသိနိုင်လားရှင်းနောက်စကားညီမညီဆိုတာအမတန်မှအရေးကြီးတယ်တချို့ကမလှုပ်တာကိုပြောတယ်လှုပ်တာကတခြားပြောတာကတခြားအရင်ပြောတော့မှဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်ပြန်နော်အရင်တော့ကကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှင်းနောက်မညီတာတွေမရှိဘူးလားအဲ့လိုမညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီဘာဖြစ်လို့လဲဆိုလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေအပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်တစ်ယောက်နဲ့တစ်ယောက်ပြောတယ်စကားမတည်ဘူးဆိုလို့ချင်းဒီလူနဲ့အယောင်းဝယ်လဲလုပ်လို့မရဘူးဘာမှလုပ်လို့မရတော့ဘူးနော်အခုတစ်မျိုးပြောသွားတယ်ဟိုနားကျတစ်မျိုးဖြစ်သွားတယ်ဒါကြောင့်မို့လို့လူတစ်ယောက်ဟာအဲ့ဒီလိုအမျိုးမျိုးပြောတတ်တဲ့လူလားအဲ့လိုမဟုတ်ဘဲနဲ့တိတိမတ်မတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်အဲ့ဒါလည်းပဲတစ်ခါနှစ်ခါပြောကြည့်ုံနဲ့တော့မသိဘူးတဲ့အချိန်ကြာကြာလွတ်အပ်တယ်ဒါရမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူးပညာရှိမှသိတယ်ပညာမရှိမသိဘူးဟောမြတ်စွာဘုရားလူလောကမှာအလွန်အရေးကြီးတဲ့ကိစ္စတွေကိုဟောတာဟုတ်ကဲ့သူအကြောင်းကိုအကြောင်းဆိုတာဒီလူဟာစကားတီးတဲ့လူလားစကားမတီးတဲ့လူကမသိတတ်ဘူးလားစကားမတီးတဲ့လူသွားဆက်ဆံပေါင်းသိမိလို့ရှိရင်လေဒုက္ခဖြစ်တာပဲကိစ္စဝိစ္စတွေမှာပြဿနာတက်တာပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကအဲ့လိုမျိုးမဖြစ်အောင်သူ့အကြောင်းကိုအကြောင်းကိုလည်းစကားတီးရမယ်သူလည်းစကားတီးရမယ်ဒါကိုဆွလို့တယ်နော်
တံဝေါဟာရေနသောစေယံဝေရိတဗံတံဝေါဟာရေနအတူတကွပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးရဲ့အပြောအဆိုရဲ့စင်ကြယ်မှုရှိမရှိပြည့်စုံမှုရှိမရှိစကားတိမတိကိုဝေရိတဗံသိနိုင်တယ်တဲ့လောကလူတွေဟာမလှုပ်တာကိုလည်းပဲပြောရင်ပြောတယ်လှုပ်တာကိုလည်းမပြောဘဲနေခြင်းပြောတယ်မြတ်စွာဘုရားတို့ကြတော့အဲ့ဒါမျိုးမဟုတ်ဘူးဘုရားကြတော့ယထာဝါဒီတထာကာရီတဲ့ပြောတဲ့အတိုင်းလှုပ်တယ်ယထာကာရီတထာဝါရီလှုပ်တဲ့အတိုင်းပြောတယ်လှုပ်တာနဲ့ပြောတာကွဲပြားမှုမရှိဖြစ်ရဘူးเนาะကိုလှုပ်တာနဲ့ကိုပြောတာတထပ်တည်းဖြစ်ရအဲ့ဒါလို့မဟုတ်ဘူးဆိုရင်ယုံကြည်ရမယ့်လူဖြစ်ပါမလားမဖြစ်ဘူးမြတ်စွာဘုရားကြတော့ယထာဝါရီတထာကာရီဒါကြောင့်မို့လို့တထာဂတလို့ဘုရားခေါ်တာဟာလှုပ်တဲ့အတိုင်းပြောတဲ့အတိုင်းလှုပ်တယ်ပေါ့အဲ့ဒါလို့မလှုပ်လို့ရှိရင်လောကကြီးဟာအောင်မြင်ကြီးပွားမှုဆက်ဆံရေးမှာအများကြီးအဟံတာဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့အရေးကြီးလို့မြတ်စွာဘုရားဒီလူဟာစကားတူတဲ့လူလားစကားမတူတဲ့လူလားသူ့အကြောင်းကိုယ့်အကြောင်းသိဖို့မလိုဘူးလားလိုတယ်တဲ့စကားတီမှသူပြောတဲ့စကားဟာစကားတီတဲ့ပုဂ္ဂိုလ်မှဆက်ဆံပေါင်းသင်လို့ရတယ်တဲ့ဟောနောက်တစ်ခုကြည့်ကြအောင်ဆိုနောက်တစ်ခုကဘာတော့ဆိုရင်လူတစ်ယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဘယ်လောက်ရှိသလဲဆိုတာကိုအာပဒါတုထာမောဝိဓိတမောအာပဒါတုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာထာမောလူတစ်ယောက်ရဲ့စွမ်းရည်တတ္တိစိတ်ဓာတ်ကြံ့ခိုင်မှုကိုဝိဓိတမောသိနိုင်တယ်လောကလူတွေဟာစိတ်မာသလိုလိုနဲ့စိတ်ပြောတဲ့လူတွေအများကြီးပဲเนาะစိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲဆိုတာအခက်ခဲတွေနဲ့ကြုံပြီးတဲ့အခါမှာသိနိုင်တယ်ဒါစမ်းသပ်ကြည့်ဖို့တွေပြောတာပေါ့စမ်းသပ်ပြီးတော့ကြည့်လို့ရှိရင်လူရဲ့စိတ်ဓာတ်ခိုင်မာမှုဟာအပြောနဲ့တည်းမရဘူးတဲ့ဓမ္မဆိုတာစိတ်ဓာတ်ခိုင်မာတာအာဗရဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လောကလူတွေကနော်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချိတ်ဟာမီးနဲ့တွေ့တဲ့အခါမှာအရေးပျော်သွားသလိုဖျောင်းဟာလည်းအပူနဲ့တွေ့ရင်ပျော်ကျသွားသလိုဒီတိုင်းနေတော့မာနေတယ်လို့ရှိပေမဲ့လို့ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ဘာတွေလဲလို့ဆိုရင်ဘောဂပြဿနာစီစဉ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘယ်လောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ဓမ္မဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂပြဿနာပြဿနာတရား၅ပါးတဲ့ကဘောဂပြဿနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘယ်လောက်ထိအောင်ကြံ့ခိုင်တယ်ဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်တယ်မကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ညာတိပြဿနာဆွေတွေမျိုးတွေကပျက်စီးသွားဆွေတွေမျိုးတွေသေဆုံးတယ်ပျက်စီးတယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲစိတ်ဓာတ်မကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြဿနာဆိုတာကြုံရတာကြည့်ပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းညာတိပြဿနာဆိုတာကြုံတာကြည့်ပဲနော်ဆွေတွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ်အဲ့ဒါကိုပြောတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာပဲပေါ့
နောက်တစ်ခုကရောဂဗျသနာရောဂဗျသနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာဗျသနာတရား၅ပါးရှိတယ်နော်ညာတိဗျသနာတဲ့ဘောဂဗျသနာတဲ့ရောဂဗျသနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလဗျသနာနဲ့ဒိဋ္ဌိဗျသနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်လို့ဆိုရင်ညာတိဗျသနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂဗျသနာစည်းစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂဗျသနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့တော့သီလဗျသနာကိုချင်းတရားပြတ်သွားဘယ်သူမှမငိုဘူးဘယ်သူမှမငိုဘူးဒိဋ္ဌိဗျသနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘယ်သူမှမငိုအရေးကြီးတာကတော့သီလဗျသနာနဲ့ဒိဋ္ဌိဗျသနာအပယ်ထိအောင်ကြာစေနိုင်တယ်ညာတိဗျသနာဘောဂဗျသနာရောဂဗျသနာဆိုတဲ့ဒီဗျသနာတရား၃ပါးကဒီတဘဝတည်းပဲခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတ္တိကောင်းတယ်ဒီဘက်ကျတော့တတ္တိမကောင်းဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာလဲဆိုတန်ဖိုးထားရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောဂကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာတော့ဆိုသီလနဲ့ဒိဋ္ဌိအဲ့ဒါအပြစ်မခံဘူးဒါကသူတော်ကောင်းတွေရဲ့အတွေ့ဟုတ်ကဲ့တာမန်ပုဂ္ဂိုလ်တွေကအဲ့ဒါလို့မဟုတ်ဘူးအေးညာတိဗျသနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူးဘောဂဗျသနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂဗျသနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှိရင်လေလူတွေကမခံနိုင်ကြဘူးမခံနိုင်သည့်အတွက်ကြောင့်မြန်မာပြည်မှာဗုဒ္ဓဘာသာလူမျိုးတွေပင်ဖြစ်လက်ကြစားယောဂကိုနာမည်တက်လိုက်လို့ရှိရင်ဒီလူကမြင်မြင်သိသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့လားမခံနိုင်သည့်အတွက်ကြောင့်သိမဲ့ယောဂမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြင်မြင်သိသွားတတ်တယ်ခံနိုင်ပြီဆိုလို့ရှိရင်အသက်ရှည်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ဆရာဝန်တွေက3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆို6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်။ဘာဖြစ်လို့စိတ်ထကြံ့ခိုင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်ထကြံ့ခိုင်လို့ရှိရင်ဘာမှမဖြစ်ဘူး။လူဆိုတာတော့ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနေ့တော့သေမှာပဲမဟုတ်လား။အေးစိတ်ထကြံ့ခိုင်အောင်ကြိုးစားဖို့ကဒါလူရဲ့အရည်ချင်းတစ်ခုပဲ။ဘာတွေပဲလာခဲ့စိတ်ထကြံ့ခိုင်နေရဆိုလိုတာကတစ်ဖက်ကပြောမယ်ဆိုရင်လောကဓာတ်မုံတိုင်းကိုကြံ့ကြံ့ခံဖို့ပေါ့မုံတိုင်းနဲ့တွေ့တဲ့အခါမှာကြည့်တစ်ပင်ကြီးတွေကရိမ့်ထိုးနေတယ်တချို့ကြတော့တစ်ပင်ကြီးတွေဟာအကိုင်းတွေကျိုးကျသွားတချို့ကြတော့အမြစ်ပါထောင်လဲသွားကြံ့ခိုင်မှုမရှိတာကိုပြောတာနော်ကဲတောင်ကြီးတွေကြတော့မုံတိုင်းနဲ့တွေ့တာဘာဖြစ်တော့ဘာဖြစ်ဒါကြောင့်မို့လို့တောင်ကဲ့သို့ကိုယ်စိတ်ဓာတ်ခိုင်မာအောင်ကြိုးစားအထောက်ဒါကိုဌာမလို့ပြောတာနော်လောကမှာနေလို့ရှိရင်လောကဓာတ်မုံတိုင်းဆိုတာလာမှာပဲဆွေမျိုးတွေပျက်စီးတာနဲ့လည်းကြုံရမယ်စီးစိမ်ဥစ္စာတွေပျက်စီးတာနဲ့လည်းကြုံရမယ်ယောဂဖြစ်တာနဲ့လည်းကြုံရမယ်ဘာပဲကြုံလာတုံလုံးခြောက်ခြားမှုမရှိဘဲနဲ့ကြံ့ကြံ့ခိုင်နိုင်ရမယ်ဒါလေ့ကျင့်ယူရမယ်ဟာပြောတာနော်အေးမသိချင်ဘူးဆိုတဲ့ပုံကိုယ်တွေကသိလာတဲ့အခါကျမခံနိုင်တော့ဘူးသွားခံနိုင်အောင်ကိုယ့်ကိုလေ့ကျင့်ထားရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားကမရဏတတိဘာဝနာတို့ဘာလို့ပွားခိုင်းတာဆိုတာဒါကိုပြောတာနော်စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားတဲ့မလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်လာကောင်းပြီဒါကြောင့်မို့မြတ်စွာဘုရားကအာပဓာတုထာမောဝေရိတဘောတဲ့ဒုက္ခကျုံလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိဆိုတာကိုသိရတယ်ကဲနောက်တစ်ခုကဘာလဲလို့ဆိုရင်ပညာလူတွေမှာတန်ဖိုးရှိဆုံးအရာဟာပညာပဲပေါ့တန်ဖိုးရှိဆုံးအရာပညာပဲ
လူတွေရဲ့အသိဉာဏ်ကြောင့်လူလောကလူတွေဟာတိရစ္ဆာန်ကိုအုပ်ချုပ်နိုင်တာတိရစ္ဆာန်တွေတဲ့လူကသားနေတာဒီအသိဉာဏ်ပဲဟုတ်ကဲ့ဒီပြင်ဘက်ကပြိုင်မယ်ဆိုရင်လူတွေကအရှုံးပဲကြည့်လေခွေးတစ်ကောင်နဲ့အပြေးပြိုင်ကြည့်ပါလားဘယ်သူရှုံးလူရှုံးမှာပဲငါးတစ်ကောင်နဲ့ရေကူးပြိုင်ကြည့်ပါလားဘယ်သူရှုံးနဲ့ပြိုင်ပြီးတော့ကောင်းကင်ပြန်ကြည့်ပါလားဘယ်သူရှုံးလူပဲရှုံးသူတို့စွမ်းရည်တတ္တိမမီဘူးငါးရဲ့ရေကူးနိုင်တဲ့စွမ်းရည်တတ္တိလူမမီဘူးခွေးတို့ယုံတို့တိရစ္ဆာန်တွေရဲ့လျင်မြန်မှုကိုလူတွေမမီဘူးနော်ငှက်တွေလိုကောင်းကင်ပြန်နိုင်စွာမရှိဘူးဆင်ကြီးနဲ့ပြိုင်ပြီးတော့တစုံတစ်ခုကိုမမယ်ဆိုရင်ဘယ်သူရှုံးမလို့အေးဒါဖြင့်လူကအရာရာမှာရှုံးနေတယ်တဲ့ဒါဖြင့်လူကအနိုင်ရတဲ့လူရဲ့အရေးချင်းဟာပါလဲဆိုပညာပဲဒီအကြောင်းကိုအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တုပ်ထဲမှာပါတယ် A Science of Human ဆိုတဲ့စာအုပ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ပုံကအမတန်ကိုယ်ကာနိုင်တယ်တဲ့ခုနကအချက်ကလေးတွေသူကစဉ်းစားပြီးတော့ပြထားတယ်အလွန်တဘာဝကြတာပေါ့ဒါနော်အဲ့တော့လူသားတာကသူတို့ကြတော့ဗာရေးထားတော့ဆို brain နဲ့အုံနောက်ကတာတယ်လို့ပြောတယ်ဘုန်းကြီးတို့စာပေရဆိုလို့ရှိရင်ပညာကတာတယ်လို့ပြောပါနော်အဲ့တော့လူလောကလူရလို့ဖြစ်လာတယ်ဆိုလို့ရှိရင်အသိပညာဟာသိတန်မိုးရှိတယ်တန်မိုးရှိသည့်အတွက်ကြောင့်လူဘဝရောက်လာလို့ရှိရင်ဘာလုပ်ကြလဲအခုချိန်မိဘကစပြီးတော့သင်ပေးပြီမဟုတ်လားနောက်ကြရင်ဘယ်ပို့တော့ကျောင်းပို့တယ်ကျောင်းပို့တာဘာအတွက်တော့ပညာအတွက်ပဲဒီတိုင်းနေလို့ရှိရင်ပညာမရှိဘူးဆိုလို့ရှိရင်ပညာမရှိသူဤဝန်ထမ်းနဲ့ဆိုပြီးပညာရှိအောင်ကြိုးစားဖို့တွေအမျိုးမျိုးလူရဲ့တန်ဖိုးဟာပညာဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်လူလောကလူတွေဟာအလုံးပေါ်မှာအုပ်စီးနိုင်တာပညာကြောင့်ပဲဒါဖြင့်အဲ့ဒီပညာဟာဒီလောက်တန်ဖိုးရှိတဲ့ပညာဒီလူမှာပညာရှိမရှိဘယ်နည်းနဲ့သိနိုင်တုံးဆိုတာကိုမြတ်စွာဘုရားကတာကိစ္ဆာယပညာဝေဒိတပါတာကိစ္ဆာယဆွေးနွေးတိုင်ပင်ခြင်းဖြင့်သို့မဟုတ်အတူတကွစကားပြောဆိုကြည့်ခြင်းဖြင့်ပညာလူတယောက်ရဲ့အသိပညာကိုဝေဒိတပါသိနိုင်တယ်ဒီလူဟာအသိပညာရှိမရှိဆိုတာဟာသူနဲ့ဆွေးနွေးမေးမြန်းကြည့်ခြင်းဖြင့်သိနိုင်တယ်လို့ပြောတာနော်အဲ့တော့လူတယောက်ရဲ့ပညာရည်ချင်းကိုသိကျင်တယ်ဆိုလို့ရှိရင်သူနဲ့ဆွေးနွေးကြည့်တဲ့အခါသူပြောတဲ့စကားရဲ့အတိမ်အနက်သူပြောတဲ့စကားဟာတိမ်သလားနက်သလားဒီပေါ်မှာမူတည်သူပြောတဲ့စကားဟာအနှစ်သာရရှိသလားအနှစ်သာရမရှိဘူးလားသူမေးတဲ့မေးခွန်းသူဖြေရှင်းပုံသူရှင်းပြပုံဟာအနှစ်သာရရှိသလားမရှိဘူးလားအဲ့ဒီပေါ်မှာမူတည်ရမယ်ဟုတ်ကဲ့လားအဲ့ဒါဥပမာလေးတစ်ခုနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရေဆိုပါစို့ရေထဲမှာငါးတွေရှိတယ်ငါးသေးသေးလေးကနေပြီးတော့ရေအောက်မှာငါးသေးသေးလေးရှိလို့ရှိရင်ရေလှိုင်းလေးတွေရေဝဲလေးတွေကသေးသေးလေးပဲထွက်တယ်အဲ့ဒါကိုကြည့်ပြီးတော့ဟောငါးသေးတယ်ပေါ့ပြောလို့မရဘူးလားဒီငါးလေးကသေးသေးလေးပဲလှိုင်းခရက်ကလေးကသေးသေးလေးပဲထားတယ်ဆိုငါးသေးသေးလေးလို့ဒီလိုပြောလို့ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လှိုင်းခရက်ကြီးကြီးမားမားထားလို့ရှိရင်ဘာလို့ပြောရမလဲငါးကြီးကြီးလို့ပြောရမယ်တဲ့အဲ့ဒါမျိုးလိုပဲပုဂ္ဂိုလ်တယောက်ဟာသူပြောတဲ့စကားဟာအတိမ်အနက်နှမျိုးမှာသူကတိမ်တိမ်ပဲသူပြောတဲ့စကားဟာအပေါ်ယံပဲအနှစ်သာရခင်းမဲ့တယ်ဆိုရင်ဒီလူပညာမရှိဘူးအနှစ်သာရရှိပြီးတော့လေးနဲ့တဲ့စကားမျိုးဆိုရင်ဟာဒီလူကပညာရှိတယ်လို့ပြောရတယ်ဒီလိုပညာရှိမရှိဆိုတာကိုလည်းပဲမြတ်စွာဘုရားကကာလအတော်ကြာမှသိတယ်တဲ့တတိထားကြည့်မှသိတယ်ပညာရှိမှသိတယ်လို့ဒီလိုဟောတယ်ဟုတ်ကဲ့လားအဲ့ဒါသူ့အကြောင်းကိုယ်အကြောင်းဆိုတာဒါကိုပြောတာသူ့အကြောင်းသူ့ပြန်ပြီးတော့ချုပ်ကြည့်လိုက်တဲ့အခါကျတော့
ကိုယ်သီလရှိမရှိသူ့သီလရှိမရှိသူ့အကြောင်းကိုယ့်အကြောင်းပေါင်းသင်းကြည့်မှသိမယ်ဩစကားပြောကြည့်တဲ့အခါမှာဂရိတည်တယ်မတည်ဘူးရှေးစကားနောက်စကားညီတယ်မညီဘူးဆိုတာသိနိုင်တယ်ဆင်းရဲဒုက္ခကြုံတဲ့အခါမှာဒီလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိဆိုတာသိနိုင်တယ်ဆွေးနွေးပြီးတော့စကားပြောဆိုကြည့်တဲ့အခါကျတော့မှတိုင်ပင်ဆွေးနွေးကြည့်တဲ့အခါမှာဒီလူဟာပညာရှိတယ်မရှိဘူးဆိုတာသိနိုင်တယ်လူတွေမှာတန်ဖိုးရှိတဲ့အရာတွေကဘာတွေတုံးဆိုတာကိုဒီသုတ်တန်အရာကောက်ချက်ချကြည့်လို့ရှိရင်နံပါတ်1ကိုချင်းတရားနံပါတ်2စကားတည်တာနံပါတ်3ကစိတ်ဓာတ်တည်ငြိမ်မှုစိတ်ဓာတ်ကြံ့ခိုင်မှုနံပါတ်4ကဘာလဲပညာဒီရည်ချင်းတွေသူများတွေပြည့်စုံဖို့မဟုတ်ဘူးဘုန်းကြီးတို့တွေပြည့်စုံဖို့ပြောနေတာနော်မပြည့်စုံသေးဘူးဆိုရင်ကိုယ်တိုင်ပြည့်စုံအောင်လုပ်ရမယ်ပြည့်စုံဖို့ဟာအမတန်မှအရေးကြီးပါတယ်နံပါတ်1ကိုချင်းတရားနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါအခုအကြောင်းပဲနံပါတ်2ကစကားတည်ရမယ်နံပါတ်3ကစိတ်ဓာတ်ကြံ့ခိုင်ရမယ်နံပါတ်4ကပညာရှိရမယ်ဒီအရေးချင်းတွေအမတန်မှအရေးကြီးတယ်ကဲပညာဆိုတာနဲ့ပတ်သက်ပြီးတော့ပညာကလောကီပညာလောကုတ္တရာပညာလို့ဆိုပါစို့သို့မဟုတ်ဓမ္မရေးရာပညာလောကီနဲ့ပတ်သက်တဲ့ပညာတွေကလည်းအမျိုးမျိုးရှိတယ်စီးပွားရေးပညာရှိတယ်လူမှုရေးပညာရှိတယ်ပညာမျိုးစုံရှိတယ်ပေါ့ပညာဆိုတာဘယ်ပညာပဲတတ်လောကီပညာတွေတတ်ရင်တဘဝတဏ္ဍစာတော့မရပေဘူးလားအောက်ထစ်ဆုံးကနေဆက်ချုပ်တတ်တယ်ဆိုလို့ရှင်လည်းရတာဟုတ်ကဲ့လားကွန်ပျူတာကင်တတ်တယ်ဆိုလဲထမင်းစားရမှာပဲပေါ့ပညာရဟာဘာပညာနဲ့ပဲဖြစ်ဖြစ်ဘဝယတ္တိဖို့အတွက်အထောက်အကူမဖြစ်ဘူးလားဘဝယတ္တိဖို့အတွက်အထောက်အကူဖြစ်ရုံကလေးနဲ့ခြေနှက်နေမယ်ဆိုလို့ရှိရင်လူဖြစ်ရကြတော့မနှက်သေးဘူးဘာဖြစ်လို့တော့ဆိုတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်သူရောက်ရှိလာတဲ့ဘဝလေးကိုတော့သူ့ဟာသူကြိုးစားပြီးယတ္တိဖို့ယတ္တိနိုင်အောင်သူ့ဘာသူကြိုးစားကြမှာပဲဒါအလေးနဲ့ထားရတဲ့ကိစ္စလည်းမဟုတ်ဘူးဟုတ်ကဲ့လားဘဝယတ္တိရေးအတွက်လူတိုင်းကြိုးစားတာအဆန်းမဟုတ်ဘူးဒါဖြင့်ဘာကအရေးကြီးတာတုံးလို့ဆိုတော့အမတန်မှထူးခြားတဲ့ပညာယတ္တိသိနိုင်ဖို့အခွင့်အလမ်းတွေရှိနေတဲ့အချိန်မှာဓမ္မရေးရာနဲ့ပတ်သက်တဲ့ပညာယတ္တိရဖို့ကပိုအရေးကြီးပါတယ်ဘာဖြစ်လို့တော့ဆိုရင်ဒီပညာရက်ကနေရာတကာမှာမရနိုင်ပါဘူးဒီပညာရက်ကနေရာတကာမှာမရနိုင်ဘူးဓမ္မနဲ့ပတ်သက်တဲ့ပညာဟာဖျားပွင့်တဲ့အခါမှာရနိုင်တယ်ပေါ့ဖျားပွင့်ပြီးတော့ဖျားတရားနာခွင့်ရတဲ့အခါမှာရနိုင်တယ်ကောင်းပြီတကယ်အရေးကြီးတဲ့ပညာတွေကဘာတွေလဲဓမ္မပညာနဲ့ပတ်သက်ပြီးတော့ဘဝခရီးကိုဘုန်းကြီးတို့တွေရှောက်လန်းရမယ်ဆိုရင်နံပါတ်1ဘာအရေးကြီးလဲသိရမယ့်ပညာတစ်ခုကဘာလဲကုသိုလ်နဲ့အကုသိုလ်သိတဲ့ပညာဒါအရေးကြီးတယ်ပေါ့ဒါကကုသိုလ်ဒါကအကုသိုလ်သို့မဟုတ်ဒါကအပြစ်ရှိတဲ့အလုပ်ဒါကအပြစ်မရှိတဲ့အလုပ်လို့ဒီလိုသိဖို့အရေးမကြီးဘူးလားအပြစ်ရှိတာအပြစ်မရှိဘူးဆိုတာမှမသိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်တော့အပြစ်ရှိတာကိုမရှိဘူးလို့ထင်တယ်ရှိတာကြတော့မရှိဘူးလို့ထင်တယ်ဟုတ်ကဲ့လားအပြစ်ရှိတာကြတော့အပြစ်မရှိဘူးလို့ထင်တယ်အပြစ်မရှိတာကြတော့အပြစ်ရှိတယ်လို့ထင်တယ်ထင်တဲ့အခါထင်ယုံနေရတာမဟုတ်ဘူးအပြစ်ရှိတာကိုအပြစ်မရှိဘူးထင်ပြီးတော့လုပ်တယ်ဒုက္ခမရောက်ဘူးလားအပြစ်မရှိတာကိုအပြစ်ရှိတယ်ထင်ပြီးတော့မလုပ်ဘဲနေတယ်ဒုက္ခမရောက်ဘူးလားရောက်တယ်ဒါကြောင့်မို့နံပါတ်1အရေးကြီးဆုံးကဟုတ်လားခြုံပြောမယ်ဆိုရင်ကုသိုလ်အကုသိုလ်ဆိုတာစာစကားတန်ပါလို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အရေးကြီးတာပဲဘယ်ဟာလှုပ်တဲ့တယ်ဘယ်ဟာမလှုပ်တဲ့ဘူးဆိုတာဒါသိဖို့အရေးမကြီးဘူးလား
မသိဘူးဆိုလို့ရှိရင်မလုတ်တဲ့နာကိုလုတ်တဲ့တယ်လို့ထင်လိုက်မယ်လုတ်တဲ့နာကြတော့မလုတ်တဲ့ဘူးလို့ထင်လိုက်မယ်အဲ့ဒီနှစ်ခုစလုံးဟာမလုတ်တဲ့နာကိုလုတ်ရင်လည်းအပြစ်ပဲလုတ်တဲ့နာကိုမလုတ်ရင်လည်းအပြစ်ပဲတဲ့တူတူပဲအကျိုးမဲ့ဖြစ်စေတာချင်းဟာတူတူပဲဒါကြောင့်မို့လူလောကရောက်လာလို့ရှိရင်စာဝတ်နေရေးပညာလေးတင်မဟုတ်ဘဲနဲ့လှုပ်တဲ့မလှုပ်တဲ့ကုသိုလ်အကုသိုလ်ပြည့်ရှိမရှိဆိုတာလေးသိအောင်အခြေခံအပြင်ကြိုးစားတဲ့နဲ့ပေါ့ဒါအခြေခံသိရမယ့်ပညာလေးတစ်ခုကဲဒီတဲ့အဆင့်တစ်ခုမြင်လိုက်ပါအောင်ဒီလောက်လေးသိုံလေးနဲ့တော့မလုံလောက်သေးဘူးနောက်သိရမှာဘာတော့လို့ဆိုလို့ရှိရင်လူဆိုတာဘာနဲ့ဖွဲ့စည်းထားသလဲလူဆိုတာရုပ်နဲ့နာမ်နှမျိုးနဲ့ဖွဲ့စည်းထားတယ်ရုပ်ဆိုတာအာယုံကိုမသိတတ်ဘူးထင်ထင်ရှားရှားပြောင်းလဲပျက်စီးတတ်တယ်ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့တွေ့ရင်ထင်ထင်ရှားရှားပြောင်းလဲပျက်စီးသွားတာဟာရုပ်တမန်အားဖြင့်တရုပ်ထုတ်ကြည့်မယ်ဆိုလို့ရှိရင်လူတဏ္ဍာမှာရှိတဲ့မာပြော့ပြော့အဆိုင်အခဲတွေအလုံးဟာပထဝီပဲဟုတ်ကဲ့လားအရေးသဘောတွေယူစည်းတဲ့သဘောတွေစုစည်းထားတဲ့သဘောတွေကအာဘောစုစည်းထားတဲ့သဘောတွေကအာဘောပူတယ်အေးတယ်ဆိုတဲ့သဘောကတေဇောတွန်းကန်တယ်လှုပ်ရှားတယ်စုနေအောင်တွန်းထားတယ်ဆိုတဲ့သဘောတွေကမာယောဒုက္ခနာကိုယ်ထဲမှာဒါပဲရှိတယ်လို့ဒီသိတဲ့အတိကြတော့ခုနအတိတဲ့မြင့်သွားပြီပေါ့အေးယုတ်ဓမ္မတွေအကြောင်းကိုအခြေခံကနေစသိတယ်နောက်နန္တရားတွေအကြောင်းကိုသိအေးနန္တရားတွေဟာကိုယ်တဏ္ဍာမှာအမြဲရှိနေသလားဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့ဒလဇတ်ဖြစ်နေတာတော့ဟုတ်တယ်သို့တော့ဒီနန္တရားလေးတစ်ခုဟာမွေးကြတဲ့ကစလာတာခဏထိရှိတော့ပဲလို့အများအားဖြင့်အဲ့ဒါလို့ထင်နေကြတယ်မဟုတ်ဘူးနန္တရားဟာပေါ်ပြီးချက်ချင်းပြောက်သွားတာအကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီးတော့ချက်ချင်းပြောက်သွားတာဘယ်အရာမှရပ်နေတာမရှိဘူးပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ဥပမာလေးတွေနဲ့ကြည့်ရတယ်အေယာဝတီမြေကမ်းခြေကိုသွားပြီးတော့မြစ်ရည်တွေကိုကြည့်ချလိုက်ပေါ့ကိုကြည့်နေတဲ့မြစ်ရည်တွေကပထမဆုံးစကြည့်တဲ့မြစ်ရည်ကစီးသွားပြီနောက်တစ်ခါထပ်ကြည့်ရင်အဲ့ဒီမြစ်ရည်ဟုတ်သေးရဲ့လားအေးအဲ့ဒီတိုင်းပဲယုတ်တရားတွေနံတရားတွေဆိုတာထင်သာဝရပြောင်းလဲနေတာလို့ဒီလိုသိတဲ့ပညာဟာရုပ်နဲ့နာမ်နဲ့ရုပ်ဆိုတာအာယုံကိုမယူတတ်ဘူးမသိတတ်ဘူးအသိမရှိဘူးနာမ်ဆိုတာအာယုံကိုသိတတ်တယ်ဒီနှစ်ခုပေါင်းစပ်ထားတာဖြစ်တယ်ဆိုပါစို့အိယာတဲ့လဲလျောင်းနေရင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဟောဒီအိယာကြီးကငါ့ပေါ်မှာလူတယောက်လဲလျောင်းနေတယ်ဆိုတာကိုမသိသလိုငါရဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါဟာအိယာပေါ်မှာလဲလျောင်းနေပါလားလို့သိရလားမသိဘူးသိနေတာလေးကစိတ်ကလေးနန္တရားလေးဟောအဲ့ဒီလိုလေးတွေးကြည့်လိုက်တာနဲ့ယုံနဲ့နံနဲ့နှစ်ခုဆိုတာမထင်ရှားဘူးလားထင်ရှားပါဗျာအခြေခံအားဖြင့်ဝိပဿနာဉာဏ်လေးတွေကိုအဲ့ဒီလိုလေးရအောင်ကိုယ့်ကိုယ်ကိုအဲ့လိုနှလုံးသွင်းကြည့်ပေါ့အိပ်ရင်လည်းနှလုံးသွင်းလို့ရတာပဲထိုင်ရင်လည်းနှလုံးသွင်းလို့ရတာပဲယုံနဲ့နံနဲ့နှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာကြည့်လေနန္တရားကနေလှုပ်ချင်တာလေးပေါ်လာသည့်အတွက်ကြောင့်ယုတ်ကလိုက်လှုပ်နေရတယ်ယုတ်ကငါလှုပ်နေရတယ်လို့မသိဘူးနော်လှုပ်ချင်တာကနာလှုပ်နေတာကရုပ်ဆိုပြီးတော့ဒီလိုဖြစ်နေအဲ့ဒီလိုသဘောလေးကွဲသွားပြီးဒီတဲ့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကွဲသွားတာနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ပညာပဲဒါအဲ့ဒီပညာကြတော့တမ္မာပညာမဟုတ်တော့အဆင့်မြင့်လာပြီနာမရူပပရိစ္ဆေဒလို့ခေါ်တဲ့ယုံနဲ့နံကွဲသွားပြီနောက်ဆုံးမှာကိုယ်နှာခေါင်းကလေရှူးနေတာလေးပဲနည်းနည်းလေးအာရုံပြုတ်ကြည့်လိုက်ပေါ့လေရှူးနေတဲ့အချိန်မှာဘယ်နှခုရှိသလဲစဉ်းစားပြီးတော့ရှူကြည့်ထွက်လေဝင်လေလေးရှိတယ်အဲ့ဒီလေလေးကနှာသီးပြားကိုထိသွားတာရှိတယ်ထိမှန်းသိလိုက်တာလေးရှိတယ်ဟောသုံးခုရှိတယ်ပေါ့လေလေးကတစ်ခုနှာသီးပြားလေးကတစ်ခုသူတို့ထိလို့ထိမှန်းသိသွားတာလေးကတစ်ခုဘယ်နှခုလဲအဲ့ဒီသုံးခုထဲမှာကြည့်မယ်ဆိုလို့ရှိရင်လေလေးကဝါယောယုတ်ကလေးပဲဝါယောဖွတ်တဘာယုံလို့ခေါ်တဲ့ဝါယောယုတ်ကလေးပဲနာသီးပြားလေးကကာယပတာရလေးပဲဒါလည်းယုတ်ပဲ
သူတို့နှစ်ခုပေါင်းစုံလို့သိလိုက်တာလေးကြတော့နန္တရားလို့ဒီလိုအသက်ရှူနေတဲ့အချိန်လေးမှာရုပ်လေးနံလေးဒီသဘာဝတရားလေးတွေကိုပထမတော့ဒီလိုတွေးကြည့်တာပေါ့တမ္မာသင်္ကပ္ပဆိုတာနဲ့တွေးကြည့်ပြီးနောက်ဆုံးကြတော့တိုက်ရမြင်လာတဲ့တမ္မာဒိဋ္ဌိဆိုတာပရမတ်စစ်စစ်ကိုမြင်လာမှာပေါ့ဟုတ်ကဲ့လားဒီအခြေကစလိုက်လို့နောက်ဆုံးဟာဖြစ်ခိုက်လေးထိအောင်မြင်သွားပြီဆိုရင်အစင်းမြင့်တဲ့ဟာဖြစ်သွားတယ်အဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်နာမရူပပြိစ္ဆေဒပေါ့နာမရူပပြိစ္ဆေဒဉာဏ်ဆိုတာ analytical knowledge of mind နဲ့ matter ပဲရုပ်နဲ့နာမ်နှစ်ခုကိုကွဲကွဲပြားပြားသိသွားလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာပြောက်သွားတော့တခဏအားဖြင့်ဘာပြောက်သွားတော့ဆိုရင်တက္ကာယဒိဋ္ဌိတဲ့ခန္ဓာကိုယ်ကြီးကိုအတ္တသို့မဟုတ်အတ္တရဲ့ပစ္စည်းဥစ္စာလို့ထင်နေတာအတ္တပိုင်ဆိုင်တဲ့အရာလို့ထင်နေတဲ့မှားယွင်းတဲ့အယူဆကြီးတစ်ခုပြောက်မသွားပေဘူးလားယုံနဲ့နာနှမျိုးသာရှိတယ်ယုံနာလွဲပြီးတော့မရှိဘူးတတ္တဝါလို့ခေါ်တာသင်္ခါရတတ္တဝါလို့ခေါ်เสียလောကမှာမရှိဘူးဒီယုံနာနှစ်ခုပဲဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒီပညာကြတော့ခုနပညာတွေတဲ့အဆင့်မြင့်သွားပြီပေါ့ဟုတ်ကဲ့နောက်ဒီတဲ့တခါကိုယ့်ရဲ့အသိဉာဏ်ကိုတိုးမြင့်လိုက်မယ်ဘယ်လိုတိုးမြင့်ခုနကပြောတဲ့ရုပ်တရားတွေနံတရားတွေဆိုတာအကြောင်းမဲ့ဖြစ်နေတာလားဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်ကြည့်ထွက်လေဝင်လေလေးကိုတတိထားလိုက်လို့ရှင်လေလေးကနာသီးပြားလေးကိုလာထိတာထိလိုက်တဲ့အခါသိစိတ်လေးပေါ်လာတယ်လေလေးကလာထိတာရဲ့နာသီးပြားလေးနဲ့လေလေးထိလိုက်တာကအကြောင်းတရားအသိစိတ်လေးပေါ်လာတာကအကျိုးတရားအကြောင်းကြောင့်အကျိုးဆိုတာသဘောပေါက်မသွားဘူးလားတခြားနေရာတွေမှာလည်းဒီလိုပဲအကြောင်းနဲ့အကျိုးကိုဆင်ခြင်စဉ်းစားလို့ရှင်းရှင်းကြီးမြင်လာပြီဆိုလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပေါ့အကြောင်းတရားတွေကိုပါတွဲဖက်ပြီးတော့သိလာတယ်ဒီတဲ့ကြဲကြဲပြန့်ပြန့်ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်အတိုင်းနားလည်မှုတွေဖြစ်လာတယ်ပေါ့နော်ဒါရှိလို့ဟိုဟာရှိလာတယ်ဆိုတာတွေကိုသဘောပေါက်လာပရိစ္ဆသမုပ္ပါဒ်ကိုအကျဉ်းချုပ်ပြောတဲ့အခါမှာဣမတမိန်တတိဣဒံဟောတိဒါဖြစ်ရင်ဟိုဟာဖြစ်တယ်တဲ့အကြောင်းတရားရှိရင်အကျိုးတရားလာမှာပဲဆိုပါစို့အခုကြည့်လေလျှက်စစ်မီလေးရှိနေသည့်အတွက်ကြောင့်အလင်းရောင်မရှိဘူးလားရှိပါပါဗျာလျှက်စစ်ဓာတ်အားပြတ်သွားတာနဲ့တပြိုင်နက်အလင်းရောင်လာပါမလားဒါဖြင့်လျှက်စစ်အားရှိနေသည့်အတွက်ကြောင့်အလင်းရောင်လာနေတယ်ဆိုတာမထင်ရှားဘူးလားအဲ့ဒီလိုသဘောကိုပြောတာဒါရှိလို့ဟိုဟာရှိတာဒါအကြောင်းကိုသိသွားတာပေါ့အဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့ယုတ်တရားနံတရားတွေဆိုပါစို့မြင်သိစိတ်ကလေးဆိုရင်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်လေးပေါ်လာတယ်နားနဲ့အသံဆုံသွားတဲ့အခါမှာကြားသိစိတ်လေးပေါ်လာတယ်နှာခေါင်းနဲ့အနံ့ကလေးဆိုရင်နာမ်သိစိတ်ကလေးပေါ်လာတယ်လျှာနဲ့အရသာနဲ့ဆုံသွားရင်ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အာယုံနဲ့ဆုံသွားရင်စိတ်နဲ့အာယုံပေါင်းစုံပြီးသွားလို့ရှိရင်ကြံသိစိတ်ပေါ်လာတယ်ဟုတ်ကဲ့လားအဲ့ဒါဆိုင်ရာအကြောင်းလေးတွေကိုအခုလိုသဘောပေါက်တာအခြေခံသဘောပေါက်တာအဲ့ဒီလိုသဘောပေါက်လာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်ဆိုလို့ရှိရင်ဒီပစ္စယပရိက္ခဉာဏ်ရလိုက်တာနဲ့တပြိုင်နက်လူဆိုတာသာဝရဘုရားဖန်ဆင်းလို့ဖြစ်လာတာဆိုတဲ့အတွေးဟာရှိနိုင်မှာမလားရှိလေအကြောင်းတရားတွေကိုကိုမြင်နေပြီလေဘယ်သူကလာဖန်ဆင်းအောင်မှာတော့ဖန်ဆင်းလို့မရဘူးသူ့ဘာသူဖြစ်နေတယ်ဆိုတာအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုတာမသိပေဘူးလားအကြောင်းမဲ့သူဖြစ်ခြင်းလို့ဖြစ်တယ်ဆိုတာရောဟုတ်ကဲ့လားဟုတ်ပါဗျာမြင်သိစိတ်ကလေးကသူဖြစ်ခြင်းလို့ဖြစ်တာလားဆိုတော့မဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုံဆုံလို့ဖြစ်တာဟောအကြောင်းနဲ့အကျိုးသိသွားတာပေါ့အဲ့ဒီလိုအခြေခံသိတာကနေစပြီးဒီတဲ့အဆင့်မြင့်တဲ့အသည့်တွေထိအောင်သွားရမယ်နော်ဒါကအခြေခံလေးတွေကိုပြောပြတာအဲ့ဒါပစ္စယပရိက္ခဉာဏ်ရသွားတာနဲ့တပြိုင်နက်တန်တရားဆိုတာရှင်းသွားတယ်အကြောင်းတရားနဲ့ပတ်သက်ပြီးတော့တန်တရားဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုစာလို့ပြောတော့ကင်္ခာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်ပေါ့ယုံမတန်တရားတွေကိုလွန်မြောက်ပြီးတော့စင်ကြယ်သွားတာအဲ့ဒီနှစ်ခုဟာအမတန်မှထူးခြားတဲ့ပညာရနှစ်ခုပဲအဲ့ဒီပညာရနှစ်ခုကိုအခြေခံပြီးတော့သဘာဝတရားတွေကိုဆက်လက်ပြီးတော့ဆင်ခြင်သုံးသပ်မယ်ဆိုလို့ရှိရင်
ယုတ်ဓမ္မနန္ဓမတွေရဲ့မမြဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ဆင်းရဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ကိုမပိုင်တဲ့သဘောတွေကိုထပ်တလဲလဲသုံးသပ်မိလာရင်သမထနာဉာဏ်လို့ခေါ်တယ်ဟောပညာတွေတစ်ခုတည်းတစ်ခုမြင်မလာဘူးလားမြင်ပါပါဗျာအဲ့ဒီကနေပြီးတော့ဖြစ်မှုပြက်မှုတွေမြင်လာပြီဆိုရင်ဥရိယပယဉာဏ်ဖြစ်သွားတယ်ပေါ့တစ်ဆင့်မြင်လာဖြစ်မှုပြက်မှုတွေမြင်လာတဲ့အခါဥရိယပယဉာဏ်နောက်ဆုံးမှာသိပြီးတော့အသေးစိတ်ပြီးမြင်လာတဲ့အခါကျတော့ဖြစ်တာတောင်မှမမြင်တော့ဘူးပြက်တာကြီးပဲမြင်နေတယ်ဆိုရင်ဘင်ကညာတပြက်တည်းပြက်နာတွေမြင်လာတဲ့အခါကြောက်စရာကြီးလို့စိတ်ထဲမှာထင်လာတာကဘယညာဟုတ်ကလားပြက်နေတာတွေမြင်တော့အော်ကြောက်စရာကြီးပါလားလို့သိလာအခုကျတော့ကြောက်စရာကြီးလို့ဘယ်သူမှမသိဘူးသိပြီဆိုရင်တော့အလောင်းကောင်ကြီးကြည့်ပြီးကြောက်စရာကြီးလို့ထင်ကောင်းထင်မယ်တစ်စေကြောက်တာဟိုအဲ့ဒါဘယညာဆိုတာကျတော့ပြက်နေတာတွေကိုမြင်သည့်အတွက်ကြောင့်ကြောက်စရာကြီးလို့မြင်လာတယ်ဟုတ်ကလားနောက်ညီးငွေ့စရာသင်္ခါရတရားတွေပေါ်မှာညီးငွေ့လာတယ်သင်္ခါရဆိုတာတခြားဟာတွေပြောတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့ယုံနဲ့နံတွေကိုပြောနေတာနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ညီးငွေ့လာတယ်တွေ့တာမှုတွေယော့လာတယ်ယော့လာပြီးနောက်ဆုံးဒီသင်္ခါရတရားတွေကလွတ်မြောက်ခြင်းလာတယ်ညီးငွေ့တာကနေဗိဒာညာလွတ်မြောက်ခြင်းတာကမောစိတုကမြတ္တညာအဲ့ဒီတော့လွတ်ချင်လာပြီဆိုရင်လွတ်ရလွတ်ကြောင်းကိုမစဉ်းစားပေဘူးလားဘယ်လိုလုပ်ရမလဲလို့စဉ်းစားတာကပဋိသင်္ခာညာဟောအဲ့ဒီနောက်ကြတော့သင်္ခါရတွေရဲ့သဘာဝတွေပေါ်မှာစိတ်ဓာတ်ကလေးဟာတည်ငြိမ်ပြီးတော့ဩသူ့သဘာဝကဒီတိုင်းပါလားလို့စိတ်ဓာတ်တည်ငြိမ်နဲ့ကြည့်ရှုနိုင်သွားတာသင်္ခါရုပ္ပခာညာလို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခာညာအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ရင့်တန်လာတာနဲ့တပြိုင်နက်သင်္ခါရုပ္ပခာညာကနေဝိပဿနာဉာဏ်လမ်းဆုံးသွားပြီဆိုရင်ဒါအဆင့်မြင့်ဆုံးဉာဏ်ဖြစ်သွားပြီပေါ့နော်အဲ့ဒီဉာဏ်ကနေပြီးတော့ဟိုဘက်ကြော်လိုက်ရင်နိဗ္ဗာန်တွေ့ဖို့ပဲရှိတော့တယ်ပေါ့နိဗ္ဗာန်နဲ့ကပ်သွားပြီနော်နိဗ္ဗာန်မြင်တဲ့ဉာဏ်ကြတော့ခုနဉာဏ်နေတဲ့ပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့အဲ့ဒါပြောတာပညာဆိုတာအဲ့ဒီအဆင့်ရောက်မှပညာဟာပြည့်စုံတယ်ပေါ့နော်လောကီပညာလေးတက်ပြီးတော့BA တဲ့ BCom နဲ့ဆိုရုံနဲ့ပြည့်စုံပါမလားပြည့်စုံဓမ္မပညာကအခုလို့သွားတာအဲ့ဒီပညာရက်တွေရမှမနုဿတဘာဝဒုံလဘောလူဘဝရခဲ့တယ်ဆိုတာအဲ့ဒါအတွက်ပြောတာသာဝတိပြည့်စုံတဲ့လူဘဝရခဲ့တယ်လို့မပြောဘူးပဲဘုရားမှာနော်အခုလိုအသိဉာဏ်တွေရနိုင်တဲ့ဘဝမှာဒီလိုအသိဉာဏ်တွေရသွားပြီဆိုရင်ရခဲ့တယ်လို့ပြောတာနော်အေးရခဲ့တဲ့လူဘဝမှာတန်ဖိုးရှိတဲ့ပညာရက်တွေကိုရအောင်ယူရင်ရနိုင်ရဲ့တန်းနဲ့သာဝနေရေးဆိုတဲ့အသက်ရှိနေထိုင်ရေးဆိုတဲ့ဒီတာမန်အလုပ်တွေနဲ့အချိန်ဖြုံးပြီးတော့အခုလိုရနိုင်တဲ့သာသနာတော်နဲ့ဆက်တဲ့ဓမ္မပညာတွေကိုမရဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်နောက်ဘဝတွေမှာသိပ်ပြီးမျောလင်းချက်ရှိတာမဟုတ်ဘူးဟုတ်ကဲ့လားအဲ့တော့မျောလင်းချက်ရှိတုံးကြိုးစားထားလိုက်လို့ရှိရင်ခုကြိုးစားမှုဒီပါရမီပဲပါရမီဖြစ်သွားလို့ရှိရင်နောက်ဘဝဟာဒီတဲ့ကောင်းတဲ့အင်အားဒီတဲ့ကောင်းတဲ့အသိဉာဏ်တွေစွမ်းထက်တာတွေကိုရလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ပါရမီဘဝလေးဒီချိန်ကစဖို့လိုအပ်ပါတယ်ဟုတ်ကဲ့လားဓမ္မပါရမီဆိုတာအဲ့ဒါမှဓမ္မပါရမီဖြစ်မှာနော်ဓမ္မဆိုတဲ့စကားလုံးကအားလုံးနဲ့ဆိုင်တဲ့စကားလုံးတစ်ခုပဲတတ္တဝသင်္ခါရမဟုတ်ဘူးလူတွေရဲ့တဏ္ဍာမှာဖြစ်နိုင်တဲ့သဘာဝတရားလူတွေရဲ့တဏ္ဍာမှာဖြစ်နိုင်တဲ့သဘာဝတရားအားလုံးကိုဓမ္မလို့ဒီလိုခေါ်တာဓမ္မန္တရဏံကိစ္ဆာမိဓမ္မဆိုတာကြတော့မလေးတံဖို့လေးတံနိဗ္ဗာန်လို့ဆိုတဲ့အဆင့်မြင့်တဲ့တရားတွေကိုရည်ညွှန်းတယ်ပေါ့အဲ့ဒီတရားတွေရည်ညွှန်းရင်ကနေပြီးတော့မဲ့အကြောင်းဖို့အကြောင်းမဲ့ဖို့ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့တရားဓမ္မတွေဘုရားဟောထားတဲ့တရားဓမ္မတွေအဲ့ဒါတွေကိုလည်းဓမ္မလို့ဒီလိုခေါ်တယ်အခုဒီနေ့ဟောတဲ့ဓမ္မသမာဒါနလို့ဆိုတာဓမ္မဆိုတဲ့သဘောကသူသဘောသူဆောင်တဲ့သဘာဝတရားကိုပြောတာလူတွေရဲ့တဏ္ဍာမှာသူသဘောသူဆောင်တဲ့ဓမ္မဆိုတာဘာတွေလဲလို့ဆိုရင်အကုသိုလ်အတွေကလည်းပဲဓမ္မပဲကုသိုလ်ကလည်းဓမ္မပဲ
အကောင်းနဲ့အဆိုးအကောင်းကလည်းဓမ္မပဲဘာဖြစ်လို့သူ့သဘောသူဆောင်အကုသလကလည်းအကုသိုလ်ကလည်းဓမ္မမကောင်းတာကလည်းဓမ္မပဲဘာဖြစ်လို့သူ့သဘောသူဆောင်ဓမ္မဆိုတဲ့စကားလုံးဟာဒီနေရာမှာသဘာဝတရားလို့ဒီလိုအဓိပ္ပာယ်မှတ်ယူရမှာဖြစ်တယ်သမာဒါနလို့ဆိုတာခံယူခြင်းစောင့်တည်ကျင့်သုံးခြင်းလို့အဓိပ္ပာယ်ရတယ်လောကလူတွေဟာတယောက်နဲ့တယောက်ခံယူချက်ချင်းမတူကိုယ်ခံယူချက်အတိုင်းကိုယ်ခံယူထားတဲ့အတိုင်းလှုံ့ဆော်ချက်တွေရှိကြတယ်ပေါ့နော်မိမိရဲ့ခံယူချက်အတိုင်းလှုံ့ဆော်ချက်တွေရှိတယ်အဲသမာဒါနဆိုတဲ့အဓိပ္ပာယ်ကခံယူစောင့်တည်ခြင်းစွဲမြဲမြဲမြဲလောက်ကင်နေခြင်းလို့အဓိပ္ပာယ်ရတယ်ခံယူစောင့်တည်တယ်စွဲမြဲစွာလောက်ကင်တယ်အကုသိုလ်လုပ်တဲ့လူတွေကလည်းအကုသိုလ်ကိုစွဲစွဲမြဲမြဲလှုပ်ထားပဲခံယူစောင့်တည်ထားတယ်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ကိုခံယူစောင့်တည်ထားတယ်စွဲစွဲမြဲမြဲလှုပ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာကောင်းတဲ့သဘာဝတရားတွေကိုလည်းပဲခံယူချက်အတိုင်းဆောင်ရွက်ကြတယ်မကောင်းတဲ့သဘာဝတရားတွေကိုလည်းခံယူချက်အတိုင်းစောင့်တည်နေကြတယ်သမာဒါနဆိုတဲ့စကားလုံးကိုခဏ၅ပါးသီလစောင့်တည်တုန်းကသုံးသွားတယ်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဲ့ဒီစကားလုံးနဲ့အဓိပ္ပာယ်အခြေခံဓာတ်သဘောအဖြစ်အခြေခံစကားလုံးရဲ့အခြေအမြစ်တူတယ်ပေါ့သမာဓိယာမိကောင်းစွာကြည်ဖြူခံယူစောင့်တည်ပါ၏လို့ဓမ္မသမာဒါနဆိုတာခံယူစောင့်တည်တာတရားဓမ္မကိုခံယူစောင့်တည်တာဓမ္မကိုခံယူစောင့်တည်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရအခုပြောထားတဲ့အတိုင်းဓမ္မဆိုတာအကုသိုလ်လည်းဓမ္မပဲကုသိုလ်လည်းဓမ္မပဲကျန်တဲ့ဝိဘက်ကရိယာလို့ခေါ်တဲ့အကျိုးမပေးတဲ့ကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်ကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးလည်းမဟုတ်ဘူးကျန်တဲ့သဘာဝတရားတွေကိုလည်းပဲဓမ္မလို့ခေါ်တာဒီနေရာမှာခံယူစောင့်တည်ခြင်းဆိုတာနဲ့ပတ်သက်လာတဲ့အခါကျတော့ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုကိုဆိုလိုတယ်လို့ဒီလိုမှတ်လောကလူတွေဟာမိမိတို့ရဲ့ခံယူချက်အတိုင်းကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်ကြမြတ်စွာဘုရားကတုတ်နှစ်တုတ်ဟောထားခဲ့တာရှိဓမ္မသမာဒါနတုတ်ဒီကနေ့ညအဲ့ဒီတုတ်နှစ်တုတ်ထဲကမဟာဓမ္မသမာဒါနတုတ်ကိုဟောမှာသုလဓမ္မသမာဒါနတုတ်မဟာဓမ္မသမာဒါနတုတ်လို့သုလနဲ့မဟာသုံးနှစ်တုတ်ကိုခွဲခြားပြီးတော့မှတ်သားထားတယ်သုလဆိုတာအငယ်မဟာဆိုတာအကြီးဓမ္မသမာဒါနပဲလောကလူတွေသဘာဝတရားကိုခံယူစောင့်တည်ထားတဲ့နေရာမှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်နှစ်ခုအဲ့ဒီသုတ်တန်နှစ်ခုအရခံယူကျင့်သုံးစောင့်တည်ချတဲ့အခါမှာအဓိကဘာလဲလို့ဆိုလို့ရှိရင်အသိဉာဏ်ပေါ့မြတ်စွာဘုရားတရားတော်ကယုံကြည်ချက်ကမပြဋ္ဌာန်းဘူးအသိဉာဏ်ကပြဋ္ဌာန်းတယ်ယုံကြည်ချက်ကိုအသိဉာဏ်နဲ့ထိမှတခြားဘာသာတွေလို့မဟုတ်ဘူးတခြားဘာသာတွေဆိုတာယုံကြည်ချက်နဲ့သွားတာအသိဉာဏ်သိပြီးတော့လိုအပ်တာမဟုတ်ဘူးသူတို့ဆိုထားတဲ့အတိုင်းဘာသာတရားမှာလာတဲ့စာပေအတိုင်းယုံကြည်မှုကအဓိကမြတ်စွာဘုရားတရားတော်ကြတော့အဲ့ဒီလိုမဟုတ်ဘူးထူးခြားကွဲလွဲမှုကဒီတရားကြတော့တမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကိုပဲကြည့်တမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာသိမြင်ခြင်းလို့တင်လို့ပြောတာမှန်ကန်စွာသိမြင်တယ်ဆိုတာယုံကြည်တာနဲ့တခြားစီယုံကြည်တယ်ဆိုတာကိုမသိဘူးကိုမမြင်ဘူးလူတယောက်ပြောတဲ့စကားပေါ်မှာလက်ခံနေတာဒါယုံကြည်တယ်လို့ခေါ်တယ်ဘုရားရဲ့တရားတော်ရကတူတယောက်ကပြောလို့လက်ခံရတဲ့ဟာမဟုတ်ဘူးကိုယ်တိုင်သိဖို့ကိုယ်တိုင်မြင်ဖို့ဆိုတာကြိုးစားရတယ်
ဒါမို့ယုံကြည်ချက်နဲ့လုပ်တဲ့အရာတွေကမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အကျိုးသွားနှစ်မျိုးရှိတယ်အသိဉာဏ်နဲ့လှုပ်ထားကြတော့အမှားဆိုတာမရှိဘူးအမှန်ပဲရှိဘာဖြစ်လို့တော့ဆိုသိတယ်မြင်တယ်ကိုသိတာကိုမြင်တဲ့အတိုင်းကိုသိတဲ့အတိုင်းကိုမြင်တဲ့အတိုင်းလုပ်ရအဲ့ဘလောက်ကျင့်တတ်เสียကောင်းဒါကြောင့်မို့မြတ်စွာဘုရားတရားတော်ကြတော့သိအောင်ကြိုးစားဖို့ကအရေးကြီးတယ်ယုံကြည်ဖို့တဲ့သိအောင်ကြိုးစားမသိဘူးဆိုလို့ရှိရင်မှားရွက်နိုင်သိမှအမှန်တရားဆိုတာရမြတ်စွာဘုရားကိုယ်တိုင်ကိုတော်မြတ်ကလည်းပဲတရားဓမ္မဟောတဲ့အခါမှာအစဉ်လာဟောလာတဲ့တရားတွေစာအုပ်ထဲမှာပါတဲ့တရားတွေသူပြောလူပြောတဲ့အချက်တွေတကုရှင်ကြီးတွေကပြောတဲ့အချက်တွေအဲ့ဒါတွေကိုဟောတာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတိတိပပမိန့်ကြားထားတဲ့စကားရှိတယ်တယံအဘိညာတဲ့ကိုယ်တိုင်သိတယ်အဲ့ဒီကိုယ်တိုင်သိတဲ့အချက်ကိုပဲသစ္စိကတ္တဝါလက်တွေ့ကြလှုပ်ဆောင်ကျင့်သုံးပြီးတော့မှပဝေဒေမိတရားဆိုတာကိုပြောပြတယ်တဲ့ဘလောက်သေချာလဲဆိုတာကိုယ်တိုင်သိပြီးပြောတဲ့အချက်တစ်ခုဟာလွဲမှားစရာဘာမှအကြောင်းမရှိဘူးမသိဘဲနဲ့ပြောတဲ့ဟာတွေယုံကြည်ချက်နဲ့ပြောတာတွေကလွဲမှားစရာတွေအများကြီးရှိတယ်ဒါကြောင့်မို့လို့ဘုရားတရားတော်ဟာအသိဉာဏ်ကိုဦးစားပေးတယ်ဘုရားဘာသာတွေဟာအသိဉာဏ်ရှိဖို့လိုတယ်ယုံကြည်ချက်တစ်မျိုးတည်းဆိုအလုံးမဖြစ်ဘူးယုံကြည်ချက်ကအသိဉာဏ်စီးပူးဖို့အတွက်ပဲအကျိုးရှိတယ်အသိဉာဏ်စီးပူးဖို့အတွက်အကျိုးရှိအသိဉာဏ်ရှိသွားပြီဆိုလို့ရှိရင်ယုံကြည်ချက်ကဒီလောက်တန်ဖိုးမရှိတော့ဘူးပေါ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးဖွဲ့စည်းထားတဲ့ထဲမှာသေချာစဉ်းစားကြည့်တတ္ထာဆိုတာမပါဘူးနော်တရားဆိုတာမရှိရဘူးမဟုတ်တယ်ရှိတဲ့တရားကိုဘာနဲ့ထိန်းရလဲဆိုပညာနဲ့ထိန်းရဒါကြောင့်မို့လို့ပရမတ္ထစက္ခုကျမ်းကိုရေးသွားတဲ့ဒီပဲရင်ဆရာတော်ကြီးဆိုတာစာပေအရေးသားအလွန်ကောင်းတယ်ဆိုတာရှင်းရှင်းလင်းလင်းလေးရေးတတ်လို့အဲ့ဒီဆရာတော်ကြီးရေးတဲ့စကားလုံးလေးဟာမှတ်သားထားဖို့ကောင်းတယ်သူကဘာရေးထားတော့ဆိုတရားကိုပညာစောင့်မှလမ်းဖြောင်းသည်တဲ့ပညာကိုတရားစောင့်မှလမ်းဖြောင်းသည်ဆိုလိုတာကတရားနဲ့ပညာနှစ်ခုကြည့်ထားတရားကလွန်ကဲပြီးတော့ပညာအားနည်းနေလမ်းမဖြောင်းဘူးမှားယွင်းတတ်တယ်ပညာလွန်ကဲပြီးတော့တရားနည်းနေလို့ရှင်လည်းလမ်းမဖြောင်းဘူးတဲ့ဒါကြောင့်မို့လို့တရားဓမ္မကျင့်သုံးတဲ့နေရာမှာဣန္ဒြေ5ပါးဘိုး6ပါးဆိုတာဘိုးဆိုတာဗလဆိုတဲ့စကားလုံးကိုပြောတာဗလဆိုတဲ့စကားလုံးထဲမှာအဓိပ္ပာယ်ကဗလဆိုတာအင်အားဆိုတာလှုပ်ရှားမှုမရှိဘူးကြံ့ကြံ့ခိုင်နိုင်တဲ့အင်အားကိုဗလလို့ခေါ်တာဒီနေရာမှာမြန်မာကဗလကိုဘိုးလို့ပြန်လိုက်တာနော်ကြံ့ခိုင်မှုလှုပ်ရှားမှုရိမ့်ရိုက်မှုမရှိတဲ့သဘာဝတရားတွေကိုအင်အားလို့ဗလလို့ဒီလိုခေါ်တယ်ဣန္ဒြေဆိုတာဘာပြောတာတုံးဆိုအဲ့ဒီ5မျိုးကိုတတ္တာရဲ့ဝိရိယရဲ့တတိရဲ့သမာဓိရဲ့ပညာရဲ့ဒီ5မျိုးကိုပါဠိစကားလုံးအစစ်ကဣန္ဒြိယဟိုအိန္ဒိယနိုင်ငံရေးတာနဲ့မတူဘူးနော်ဣန္ဒြိယဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်အုပ်စိုးခြင်းဆိုတဲ့အဓိပ္ပာယ်ရကြီးမှုထားခြင်းအုပ်စိုးထားခြင်းတရားကယုံကြည်တဲ့ကိစ္စမှာ तू အုပ်စိုးတယ် तू ကအဓိကဖြစ်တယ်ဝိရိယကစိတ်အားတွေကိုတွန်းအားပေးတဲ့နေရာမှာမြောက်တင်ထားတဲ့နေရာမှာဝိရိယကကြီးစိုးတယ်သဘာဝတရားတွေကိုအမှတ်ရစေတဲ့နေရာမှာတတိကကြီးစိုးတယ်
သဘာဝတရားတွေပေါ်မှာစိတ်တည်ငြိမ်မှုကြတော့တမာရီကကြီးစိုးတယ်အမှန်တရားကိုသိဖို့အတွက်ကြတော့ပညာကြီးစိုးတယ်ဆိုလိုတာကသူကိစ္စသူဆိုင်ရာကိစ္စလေးတွေမှာသူတို့ကလွှမ်းမိုးကြီးစိုးထားနိုင်တာချုပ်ကင်ထားနိုင်တယ်လို့ဆိုလို့အဲ့ဒီအဓိပ္ပာယ်နဲ့အိန္ဒြိယလို့သုံးတာမြန်မာတွေကစကားလုံးကိုဘာသာမပြန်တော့ပဲနဲ့အိန္ဒြိယကိုအိန္ဒြေလို့ခေါ်လိုက်တာအဲ့ဒီအိန္ဒြေဆိုတဲ့စကားလုံးဟာဗမာစာပေထဲမှာတော့မိမတို့အိန္ဒြေရွှေပေးလို့မရဆိုတာတွေတခြားဘက်မှာအသုံးများနေနော်အဲ့ဒီအိန္ဒြေကမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေနဲ့ဆိုင်တယ်အိန္ဒြေ6ပါးနဲ့ဆိုင်တယ်အခုပြောတဲ့အိန္ဒြိယဆိုတာတတ္တဝီရိယတတိတမာတိပညာလို့ဆိုတဲ့စွမ်းအားတတ္တိရှိပြီးတော့အုပ်စိုးထားနိုင်တဲ့ဒီသဘာဝတရားတွေနဲ့ဆိုင်အဲ့ဒီထဲမှာကြည့်မြတ်စွာဘုရားစီစဉ်ထားပုံကတတ္ထာတဲ့ဘာဖြစ်လို့တတ္ထာကိုအရင်ဆုံးထားလဲလို့ဆိုရင်ဘာသာတရားတစ်ခုကယုံကြည်မှုကစတင်ရတာတတ္ထာလို့ထားမယုံရင်လာမလာတာအတူအတိုင်းတာလေးကအဲ့ဒါပဲယုံကြည်မှုဆိုတာစိတ်ဝင်စားတာပြောတာအလုံးကြောက်ဖို့ကြလိမ့်မယ်သဟမတိပြမကြီးကမြတ်စွာဘုရားကိုတရားဟောဖို့တောင်းပန်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားတတ္တလောကကြီးတစ်ခုလုံးကိုခွဲခြားစိတ်ဖြာကြည့်ရှုပြီးတဲ့နောက်ဟောတော်မူတဲ့တရားတွေကိုနားလည်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိမယ်လို့ဆိုရက်ပြီးတော်မူလို့ငါနိဗ္ဗာန်တရားကြီးကိုဖွင့်လိုက်ပြီတရားဒီနာပညာဒီဟူသောနာရှိတဲ့ပုဂ္ဂိုလ်တွေဟာတရားတရားကိုစေလွတ်ထားကြယုံကြည်မှုထားကြလို့ဆိုလို့ငါဟောမဲ့တရားပေါ်မှာယုံကြည်မှုထားကြငါပေါ်မှာယုံကြည်ကြလို့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာပမုံဇန္တုတတ္ထံရေသောတဝန္တောပမုံဇန္တုတတ္တာပမုံဇန္တုတတ္ထံလို့အသိပညာတည်းဟူသောနားရှိတဲ့ပုဂ္ဂိုလ်တွေငါပေါ်မှာယုံကြည်မှုထားကြတဲ့ဘုရားပေါ်မှာယုံကြည်မှုမရှိဘူးဆိုတော့ပိဿဝဂီတွေကြည့်လေပထမမြတ်စွာဘုရားဒီဘုရားဖြစ်တဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရတယ်မဲ့ဉာဏ်ဖွဉာဏ်တွေရတယ်ဆိုတော့သူတို့ယုံမယုံတာမြတ်စွာဘုရားကဘုရားဖြစ်ပြီအမတဆိုတဲ့တရားကိုငါသိလာပြီဆိုတာဖြစ်နိုင်ဘူးဆိုညင်းတယ်လေသုံးချိန်ထိအောင်ညင်းတယ်မယုံဘူးမဖြစ်နိုင်ဘူးယုံကြည်ချက်မရှိဘူးယုံကြည်ချက်မရှိရင်တရားနာဖို့အစင်းမဖြစ်ဘူးပြောတဲ့စကားနားထောင်ဖို့အစင်းမဖြစ်ဘူးနောက်ကြတော့မြတ်စွာဘုရား6နှစ်ဒုက္ခရစရိယာကျင့်နေတဲ့အချိန်ခါကာလတုန်းကငါတရားဓုကိုသိပြီလို့မင်းတို့ဘယ်နှခါပြောဘူးလဲလို့ဆိုအဲ့ကြတော့မှသူတို့စဉ်းစားတယ်ဟုတ်တယ်ကျိုးပန်းအထုတ်အပတ်တကုတ်လုံးနေတဲ့အချိန်မှာတို့စိတ်ဓာတ်တွေမကြအောင်ငါရတော့မှမင်းတို့စိတ်အားမလျှော့ကြနဲ့ဇွဲကောင်းကြလို့တခါမပြောဘူးရတယ်မရဘူးတခါမှမပြောဘူးဒီတခါသူရတယ်လို့ပြောတာတကယ်ဟုတ်လို့နေမှာပဲလို့ဆိုတဲ့ယုံကြည်စိတ်ကလေးဝင်လာတာအဲ့ဒီကြတော့မှဘုရားဟောတဲ့တရားကိုနားထောင်တော့တတ္ထာဆိုတာအဲ့ဒါလို့မြတ်စွာဘုရားနဲ့တွေ့ဖို့တရားဓမ္မကိုနာဖို့အတွက်သူကနေပို့ဆောင်ပေးဒါကြောင့်မလို့တတ္ထာအရေးကြီးတယ်လို့ရှေ့ပိုင်းမှာဒီလိုထားအဲ့ဒီလို့တတ္ထာယုံကြည်ချက်တတ်တတ်လေးနဲ့ဖြစ်နိုင်လားဆိုတော့မဖြစ်နိုင်ဘူးယုံကြည်တဲ့နောက်မှာလှုပ်ဆောင်ချက်ဆိုတာပါရအဲ့ဒါကြောင့်မလို့တတ္ထာဗလပြီးတဲ့အခါဝီရိယဗလဆိုပြီးတော့ဟောတာမြတ်စွာဘုရားဒီတရားစင်ထားပုံလေးကအမှတ်တမဲ့စင်တာမဟုတ်ဘူးသဘာဝကြကြိုးစားရမယ်ကြိုးစားလာပြီဆိုလို့ရှိရင်ယုံကြည်ချက်ဆိုတာလဲသူ့ကိုအစွန်းရောက်မသွားဘူးထိမ့်ပေးရမယ်ဝီရိယဆိုတာလဲအစွန်းရောက်မသွားအောင်ထိမ့်ပေးရမယ်ဘယ်သူနဲ့ထိမ့်မလို့ဆိုတတိနဲ့ထိမ့်ရမယ်ဆိုတော့နောက်ကခြားထဲမှာတတိဆိုတာထားလိုက်တတိပလသို့မဟုတ်တတိန်တရေ
အဲ့ဒါပြီးတဲ့နောက်ကျတော့ဘာလာတော့ဆိုတမာဓိဗလတမာဒိဋ္ဌိနဲ့ပညာဗလပညာဒိဋ္ဌိဆိုပြီးတော့လာတယ်ဝိရိယနဲ့တမာဓိကိုထိန်းညှိပေးရတတိထားပြီးတဲ့အခါမှာစိတ်ငြိမ်ဖို့လိုအပ်တယ်စိတ်ငြိမ်မှပညာဆိုတာဖြစ်တယ်ဟောစိတ်ငြိမ်မှပညာဆိုတာလာနိုင်တယ်ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားဟောတာလေတမာဟိတောယထာဘူတံဇာနာတိပတ္တတိစိတ်ကလေးငြိမ်နေပြီဆိုမှအမှန်တိုင်းသိတယ်အမှန်တိုင်းမြင်တယ်တဲ့ဒါကြောင့်မလို့တမာဒိဋ္ဌိတမာရိပလဟောပြီးတဲ့အခါပညာဒရိယပညာဒရိပညာဗလဟောတယ်အဲ့ဒီမှာဂျားတွေကတတိကိုထားလိုက်တာဘာအတွက်ထားတာတော့လို့ဆိုတတိကအလေကောင်ကနေပြီးတော့တတ္ထာနဲ့ပညာကိုထိန်းညှိပေးမယ်ဝိရိယနဲ့တမာဓိကိုထိန်းညှိပေးမယ်အဲ့လိုထိန်းညှိနိုင်မှအမှန်တရားဆိုတာတွေးရှိမှဖြစ်တယ်နှုတ်ဖို့ဆိုလို့ရှိရင်အရာတစ်ခုခုဟာတစ်ခုကအစွန်းရောက်နေလို့ရှိရင်အောင်မြင်မှုဆိုဖြစ်နိုင်ဒီပြန်မပြောနဲ့စိတ်ရင်နေအသုံးပြုတဲ့အခါမှာတောင်းပါပဲကားမောင်းတဲ့ဆိုတဲ့အချိန်မှာကြည့်ကားဘိန်းနဲ့တာယာထဲမှာတောင်လေများနေလျှော့ပေးရတယ်မဟုတ်လားညှိရဟိုဘက်ဘိန်းက၄ပေါင်ဘယ်လောက်ရှိရဒီဘက်ဘိန်းက၄ပေါင်ဘယ်လောက်ရှိအဲ့လိုထိမ့်ညှိပေးဖို့ဆိုတာနေရာတိုင်းမှာရှိတယ်ကားနဲ့ပတ်သက်ပြီး alignment ချိန်နေတို့ဘာတို့ဒါမျိုးတွေလည်းရှိတာပေါ့နော်ဘယ်ရပဲဖြစ်ဖြစ် balance နောက်ဆုံးမှာဇပွဲကလထိုင်ချတာကစပြီးတော့ထိမ့်ညှိပေးရတာပဲမြတ်စွာဘုရားဟောထားတဲ့တရားတွေဟာဒီသဘာဝတရားတွေဟာလည်းတစ်ခုနဲ့တစ်ခုထိမ့်ညှိပေးရဒါကြောင့်မို့အဲ့ဒီသဘောတွေကိုခန္ဓာမိမိတို့ခန္ဓာထဲမှာလိုအပ်ချက်တွေကိုဖော်ပြတဲ့အနေနဲ့မြတ်စွာဘုရားဒါကိုဟောတာအဲ့တော့အလုံးကိုပဲ reasonable ဖြစ်တယ်ကြွကြောင်းစီလျော်တယ်တမန်အားဖြင့်သူ့ရဲ့စိတ်ဓာတ်ဟာလွတ်ထားရုံနဲ့အောင်မြင်ပေါက်ရောက်မှုဆိုတဲ့ထူးခြားတဲ့အသိဉာဏ်မျက်မှောက်ပြုဖို့ဆိုတာလွယ်တာမှမဟုတ်တာတမန်ကိစ္စလေးတောင်မှဖြစ်နိုင်တာမှမဟုတ်တာအဲ့တော့စိတ်ရဲ့တည်ငြိမ်မှုဆိုတာထူးခြားတဲ့ဇန်တရားတွေထူးခြားတဲ့ဝိပဿနာဉာဏ်တွေထူးခြားတဲ့မဲ့ဉာဏ်တွေထူးခြားတဲ့ဖို့ဉာဏ်တွေအမတန်နဲ့နဲပြီးတော့မြင်မို့ရခက်ခဲတဲ့နိဗ္ဗာန်ဆိုတာတွေအဲ့ဒါတွေကိုမြင်မို့ဆိုတဲ့နေရာမှာဒီသဘာဝတရားတွေရဲ့စွမ်းဆောင်ချက်ဟာတည်ငြိမ်ပြီးတော့အားလုံးဟာ balance ဖြစ်နေမှာဒါကြမှာဖြစ်နိုင်တာဟာဒါကြောင့်မလို့ဘုရားရဲ့တရားတော်မှာတတ္ထာဆိုတာလည်းလွတ်ထားလို့မရဘူးဝိရိယဆိုတာလည်းလွတ်ထားလို့မရဘူးတတ္ထာကိုပညာစောင့်မှလမ်းဖြောင်းတယ်ပညာကိုတတ္ထာစောင့်မှလမ်းဖြောင်းတယ်အပြန်အလှန်အထိန်ကွက်ကလေးလုပ်ပေးထားထို့တူပဲဝိရိယကိုတမာတိကစောင့်မှလမ်းဖြောင်းတယ်တမာတိကိုဝိရိယစောင့်မှလမ်းဖြောင်းတယ်ဒါဖြင့်တစ်ခုကတစ်ခုမဖြောင်းမှုဆိုရင်ဘာဖြစ်တော့တရားလွန်ပြီးတော့ပညာကအားပြော့နေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲမယုံသင့်တာတွေပါယုံကုန်နော်အဲ့ဒါကို blind faith လို့ခေါ်တာမျက်ကန်းယုံကြည်မှုဆိုတာဖြစ်လာများသောအားဖြင့်ယုံကြည်မှုဆိုတဲ့နေရာတွေမှာ blind faith တွေပဲများတယ်သူပြောလို့ပြောယုံတယ်ဟာဒီလိုတဲ့ဒါဒီလိုတဲ့ဆိုယုံပြီးသွားကြတာပဲလောကလူတွေကတဲ့ဆိုတဲ့အပေါ်မှာအများကြီးယုံကြတယ်ဘာတဲ့ညာတဲ့ဆိုရင်သွားတာပဲဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့စဉ်းစားတဲ့ပုဂ္ဂိုလ်အမှန်တမ်းနေတယ်ဘာပြောပြောယုံကြည်ဖို့ကအစနဲ့ဒါကြောင့်မို့တခါပြောရတယ်လောကကြီးကလိမ်မဲ့လူမျောနေတာပါအလိမ်ခံကျင်တဲ့လူတွေကပြည့်နေတာပါလို့နော်အဲ့တော့ဘာလို့လဲဆိုယုံလွယ်တာကို
အသိဉာဏ်ကအားနေတာအသိဉာဏ်အားနေတော့တာမန်ကိစ္စလေးတွေကစပြီးတော့ယုံကြည်ကြတယ်အဲ့ဒါကြောင့်ယုံကြည်မှုတသက်အလုံးမဖြစ်ဘူးတဲ့ပညာနဲ့တွဲဖက်ထားမှလမ်းမှန်ကိုရောက်နိုင်တယ်ဒါကြောင့်မို့ဘလဝတ္တထောဒုဗ္ဗလပညောမုဒ္ဒပတ္တနေပတ္တိပတိရတိဘလဝပညောဘလဝတ္တထောတရားတရားကသိအားကောင်းနေပြီးတော့ဒုဗ္ဗလပညောပညာကအားပြော့နေလို့ရှိရင်တဲ့အဝဋ္ထုတမိန်ပတိရတိမုဒ္ဒပတ္တနောအကျိုးမရှိတဲ့နေရာမှာကြီးညိုတယ်အဝဋ္ထုတမိန်ပတိရတိကြီးညိုတဲ့ဟာမဟုတ်ဘဲနဲ့လည်းကြီးညိုတယ်တဲ့ပညာမဲ့တဲ့ကြီးညိုမှု blind faith ဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကြောင့်မို့လို့တတ္တကိုပညာနဲ့ထိမ့်ပေးရမယ်တခါပညာကြတော့လေတတ္တနဲ့ထိမ့်ရဘလဝပညောဒုဗ္ဗလတတ္ထောကေရာဓိကောတဲ့ပညာကသိအားကောင်းပြီးတော့တရားတရားကသိရောပါနေလို့ရှိရင်လေကောက်ကျစ်စင်လဲတဲ့လူဖြစ်တတ်တယ်တဲ့အဲဒီကောက်ကျစ်စင်လဲတဲ့လူကပို့ပြီးတော့ဆိုးတယ်ခုနက blind faith နဲ့စာလို့ရှိရင်ကောက်ကျစ်စင်လဲတဲ့လူကပို့ပြီးတော့ဆိုးတယ်သူကြတော့ဘယ်လိုပြောထားတော့ဆိုတော့ဘေသစ္စသမုဋ္ဌိတရောဂောဝိယဘေသစ္စသမုဋ္ဌိတောရောဂောဝိယဆေးချောင်းဖြစ်လာတဲ့ယောဂနဲ့တူတယ်တဲ့အဲ့ဒီအတ္တိကိစ္စပြင်မှုခက်သွားတယ်ကုစားဖို့ခက်တယ်လို့ကောက်ကျစ်သွားတယ်အဲ့ဒါကြောင့်မို့လို့တရားတရားကိုပညာနဲ့ထိရမယ်ပညာကိုတရားနဲ့ထိရဒါဗုဒ္ဓဘာသာဝင်နေလိုက်နာကျင့်သုံးရမယ်ကျင့်စဉ်တစ်ခုပြောတရားတရားကြီးအလုံးမဖြစ်ဘူးပညာနဲ့ထိရဝိရိယနဲ့တမာတိကိုပြောမလားဆိုလို့ရှင်ဝိရိယလွန်ကဲပြီးတော့တမာတိအားပြော့နေလို့ရှင်ဘာဖြစ်လဲလို့ဆိုရင်စိတ်တွေဟာမငြိမ်မဲနဲ့လွင့်ပြန်လာတတ်တယ်ဥဒိစ္စဖြစ်တယ်လို့ပြောတယ်ဘယ်တော့မှစိတ်ကိုစူးစီးလို့မရဘူးစိတ်စူးစီးလို့မရဘူးဝိရိယလွန်ကဲတယ်ဆိုတာစိတ်မှကြည့်လေတခါတခါအလုပ်တစ်ခုလုပ်ပြီဆိုရင်စိတ်မှာ excitement နေများနေတယ်ဆိုရင်စဉ်းစားကြည့်ပေါ့နော်တဏှတ်ပြစ်မယ်တို့မြားပြစ်မယ်တို့တခုပြိုင်ပွဲဝင်ဖို့ပြစ်ဖို့ဆိုရင်စိတ်ကလှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှtarget ကိုထိမှာမဟုတ်ဘူးစိတ်ကလှုပ်တာအဲ့ဒါလိုပဲဝိရိယကသိကောင်းပြီးတော့တမာတိကအားပြော့နေမယ်ဆိုရင်စိတ်တွေမငြိမ်ဘူးတဲ့တပန်းတမာတိတရားကလွန်ကဲပြီးတော့ဝိရိယကပြော့နေလဲဘာဖြစ်သွားအိပ်ပျော်သွားတတ်တယ်အဲ့ဒါကြောင့်မို့လို့ဝိရိယကိုတမာတိကစောင့်မှလမ်းဖြောင်းတယ်တမာတိကိုဝိရိယစောင့်မှလမ်းဖြောင်းတယ်ဒါဖြင့်ဘယ်သူစောင့်မှလဲလို့ဒီလိုစောင့်အောင်ဘယ်သူကထိမ့်ကွက်ပေးမှလဲလို့ဆိုတော့တတိကထိမ့်ကွက်ပေးရမယ်ဒီလိုဆိုတတိကြတော့ပိုတယ်လို့မရှိဘူးဒါမို့စာပေကျမ်းကနေမှာတတိကိုဘယ်လိုဥပမာပေးတော့ဆိုတတိဟာစားနဲ့အလားတူတူစားမပါလို့ရှင်အချို့ကလည်းမလေးဘူးအချင်းကလည်းမကောင်းဘူးနော်အခါကလည်းမကောင်းစားလေးပါမှလေးလေးပင်ပင်ရှိတယ်အဲ့တော့တတိဆိုတာစားပါမှာလို့ဒီလိုပြောကြတယ်အရာရာမှာသူမပါမဖြစ်တဲ့ဟာပေါ့သို့သောစားကြတော့လွန်သွားသေးတယ်စားလွန်သွားရင်တော့ငမ်းမှာပေါ့တတိကတော့လွန်တာမရှိဘူးအဲ့ဒါလို့တတိလွန်တယ်ဆိုတာမရှိဘူးထိမ့်ခွက်ပြီးတော့ပေးရမယ်ဒါမို့ဘိုးစဉ်9ပါးမှာလည်းပဲတတိပါတာပဲမဂ္ဂင်10ပါးမှာလည်းပဲတတိပါတာတတိမပါလို့ကမရဘူးတတ္တမပါတာကရသေးတယ်ပေါ့အေးကောင်းပြီတို့တွေကိုးကွယ်ကြတဲ့ဘုရားရဲ့ဘုရားဘာသာဘုရားဟောကြားတဲ့တရားဆိုတာဒီအရေးချင်းတွေကိုညှိနှိုင်းပြီးတော့ထားရမယ်ဒီအရေးချင်းတွေရှိရမယ်တရားဖြစ်တယ်အဲ့ဒီထဲမှာအသိဉာဏ်ဟာအမတ္တမအရေးကြီးတယ်လို့ဒီလိုမှတ်ဒါကြောင့်မို့မဂ္ဂင်10ပါးမှာသမ္မာဒိဋ္ဌိမှန်ကန်စွာမြင်တယ်ဆိုတဲ့အသိဉာဏ်ကိုထိတ်ကထားပေး
တန်တရားလဲတဲ့အခါကျတော့ကြည်အဝိဇ္ဇာပစ္စယသင်္ခါရမသိတာကတန်တရားလဲဖို့အကြောင်းပဲသိတာကြတော့တန်တရားကလွတ်ဖို့အကြောင်းပဲဒီနှစ်ခုထားတာကိုကအမတန်မှအဓိပ္ပာယ်ရှိတယ်လို့ဒီလိုပြောတာတစ်ခုနဲ့တစ်ခုဟာအမတန်မှညှိနှိုင်းပြီးတော့သွားရမယ်ကိစ္စတစ်ခုဧကောင်းပြီဓမ္မတမာဒါနသဘာဝတရားကိုခံယူစောင့်တည်ကျင့်သုံးခြင်းလှုပ်ဆောင်ခြင်းလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားဒီသုတ္တံမှာယဟန်တွေကိုမေးလိုက်တယ်တဲ့ဘုန်းကြီးတို့တွေလည်းဒီဖြေကိုဖြေကြည့်ပေါ့မြတ်စွာဘုရားမေးတာယေဘဝေနတတ္တဧဝံသန္တာလောကမှာရှိတဲ့တတ္တဝါတွေဟာယေဘုံရအားဖြင့်အခုလိုဆန္ဒရှိကြတယ်တဲ့ကဲတရားနာပရိသတ်ကိုယ့်ဘကိုဆုံးကစဉ်းစားကြည့်အခုမြတ်စွာဘုရားဟောမဲ့ဒီဆန္ဒမျိုးတွေကိုယ်မှာရှိနေလားမြတ်စွာဘုရားဟောတယ်ရေပုံရအားဖြင့်တတ္တဝါတွေဟာဒီလိုဆန္ဒရှိကြတယ်တဲ့ဘယ်လိုဆန္ဒရှိတာတုံးဆိုရင်ငါတဏ္ဍာမှာငါမှာအကောင်းတွေတိုးတက်ပြီးတော့လိုချင်စရာတွေတိုးတက်ပြီးတော့မလိုချင်စရာတွေမရရင်ကောင်းမှာပဲဆိုလိုတာကအကောင်းတွေကြီးရရင်ကောင်းမှာပဲမကောင်းတာငါစီမှာမရှိရင်ကောင်းမှာပဲဆိုတဲ့အတွေးဟာလိုချင်စရာမျက်နှိုးစရာတွေရရင်ကောင်းမှာပဲဆိုတဲ့အတွေးမလိုချင်စရာတွေမနှစ်သက်စရာတွေငါတဏ္ဍာမှာမရှိရင်ကောင်းမှာပဲဆိုတဲ့အတွေးတတ္တဝါတိုင်းတွေးတဲ့အတွေးတစ်ခုပဲပေါ့လူတိုင်းဟာဒီအတွေးတွေးတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့จิตသားယဟန်တို့ရေဝရအပြင်တတ္တဝါတွေကဒီလိုဆန္ဒရှိကြတယ်။ဩငါတဏ္ဍာမှာလိုချင်စရာတွေမျက်နှိုးစရာတွေနှစ်သက်စရာတွေတိုးတက်များပြားလာရင်ကောင်းပါပဲ။မလိုချင်စရာတွေအလိုမနှစ်သက်စရာတွေငါတဏ္ဍာမှာမရှိရင်ကောင်းပါပဲ။ဒီလိုတွေးတောကြတယ်တဲ့။ဒီလိုဆန္ဒရှိကြတယ်။အဲ့ဒီလိုဆန္ဒရှိပေမဲ့လို့သူတို့ဆန္ဒရှိတဲ့အတိုင်းဖြစ်လာဆိုမဖြစ်ဘူး။ဘာကများတော့ဆိုမကောင်းတာတွေနဲ့တွေ့တာကပိုများလာတယ်။ကောင်းတာတွေကြတော့ပြည့်စုံခဲတယ်ပေါ့။ဒီထင်ရှားအောင်ပြောမယ်ဆိုရင်ငါတိုက်နဲ့ကားနဲ့နေချင်လိုက်တာကောင်းတဲ့ဘက်ကတမ်း။ဟောလူတိုင်းနေနိုင်တာမဟုတ်ဘူး။ရချင်တယ်ဆိုတဲ့ဟာတွေကလူတိုင်းရတာမဟုတ်ဘူး။သို့တော့လူတွေကကျမ်းမာရေးချိုးတယ်လို့ယောဂရတာမရချင်ဘူးဆိုတာတွေရပစ္စည်းဥစ္စာတွေပြည့်စုံသွားတာမီးလောင်လို့ပါသွားတာရေမျောလို့ပါသွားတာတခိုးဓမြထဲပါသွားတာအသိမ်းခံရတာစသဖြင့်စီးပွားဥစ္စာတွေတိုးတက်ချင်တယ်ဆိုတာလူတိုင်းပြတ်တယ်ဆိုတာဘယ်သူမှမလိုချင်ဘူးသို့တော့လောကလူတွေမှာအကောင်းလိုချင်ပေမဲ့အကောင်းလိုချင်တဲ့ဆန္ဒဖြစ်ပေမဲ့အကောင်းဖြစ်မလာဘူးတဲ့အဆိုးတွေဖြစ်လာတယ်အဲ့ဒါလို့ဖြစ်ရတာဘာကြောင့်လဲတဲ့မြတ်စွာဘုရားမေးဘုရားယဟန်တွေကိုမေးလိုက်တယ်ကံဟေတုံပစ္စေထမင်းတို့ဘယ်အကြောင်းကိုစဉ်းစားလဲဘယ်အကြောင်းကိုယုံကြည်ကြတယ်လဲဘယ်အကြောင်းကိုလက်ခံတယ်လဲလောကလူတွေအကောင်းလိုချင်ရဲ့အတန်းနဲ့အဆိုးရနေတာဘာကြောင့်လဲဘယ်အကြောင်းကိုမင်းတို့စဉ်းစားလက်ခံတယ်လဲလို့ဒါယဟန်နေမို့ဒီပြင်ဘာသာကြားတွေဆိုဘယ်လိုဖြေမဲ့ထင်တော့ဘုရားသခင်ရဲ့အလိုတော်ပေါ့ဒီလိုပဲဖြေမှာပေါ့ဟုတ်လားဘုရားဘာသာတွေတည်းကဖြေခြင်းဖြေမယ်ပေါ့အတိတ်ဘဝကကံကိုလက်ညှိုးထိုးခြင်းထိုးမှာဟုတ်ကလားမကောင်းအတိတ်ကမကောင်းခဲ့လို့ပေါ့အကုသိုလ်တွေလုပ်ခဲ့လို့ပေါ့နဲ့အတိတ်ကိုလက်ညှိုးထိုးခြင်းထိုးမယ်အဲ့ဒီမှာကံဟေတုံပစ္စေထမင်းတို့ဘယ်အကြောင်းတရားကိုယုံကြည်တယ်လဲလို့ဆိုတော့ယဟန်တွေကအဖြေမပေးကြဘူးဘုရားကိုပဲလျှောက်တယ်အရှင်ဘုရားတဲ့တရားဓမ္မတွေအားလုံးဟာအရှင်ဘုရားပဲရှေ့ဆောင်ဖြစ်ပါတယ်ဒါကြောင့်မို့အရှင်ဘုရားရှင်းပြမှတပည့်တော်တို့ဟာမှတ်သားနိုင်ယူကြရမှာဖြစ်ပါတယ်မြတ်စွာဘုရားပဲရှင်းပြတော်မူပါယဟန်တွေကဘုရားကိုပဲပြန်ပြီးတော့လျှောက်ထားကြတဲ့အခါမှာမြတ်စွာဘုရားကဘာမိန့်ရှိတုံးဆိုလောကမှာစဉ်းစားဉာဏ်ရှိတဲ့လူနဲ့စဉ်းစားဉာဏ်မရှိတဲ့လူနှစ်ဦးရှိတယ်တဲ့စဉ်းစားဉာဏ်မရှိတဲ့လူက
လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်ပြီးတော့လှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုထင်ပြီးတော့မလှုပ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့သူကကောင်းတာမရဘူးတဲ့ဒါတစ်ခုနော်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုကွဲပြားသိတယ်ဒါကြောင့်မို့လှုပ်တဲ့နာကိုလှုပ်တယ်မလှုပ်တဲ့နာကိုရှောင်တယ်အဲ့ဒါကြောင့်မို့လို့သူတို့ကြတော့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်လို့အခြေခံအားဖြင့်ကတော့အသိဉာဏ်အဓိကကြတယ်လို့မြတ်စွာဘုရားဒါကိုခေါ်တယ်အဲ့တော့အသိဉာဏ်ဆိုတာသူ့အတူဖြစ်လာမှာတော့မဟုတ်ဘူးအသိဉာဏ်ဆိုတာသူ့အတူဖြစ်လာတာမဟုတ်ဘူးအခုလိုတရားပွဲကြီးတွေလုပ်ပြီးတရားနာတယ်ဆိုတာဘာအတွက်နာအသိဉာဏ်ရဖို့နာအဓိကအသိဉာဏ်ရဖို့နာကြတာအဲ့တော့အသိဉာဏ်ဆိုတာကြားနာခြင်းမှရနိုင်အလုံးကြားဖို့ကြတယ်သုတ္တမယဉာဏ်စိန္ဒမယဉာဏ်ဘာဝနာမယဉာဏ်လို့သုတ္တမယပညာစိန္ဒမယပညာဘာဝနာမယပညာဟောသုတ္တမယဆိုတာအခုလိုကြားနာခြင်းကထုတ်လုပ်လိုက်တဲ့အသိဉာဏ်မျိုးကိုသုတ္တမယလို့ခေါ်တာမယဆိုတာဗမာစကားမယမဟုတ်ဘူးမယဆိုတာဖြစ်စေတယ်ထုတ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာသုတ္တကနေထုတ်လုပ်တဲ့အသိဉာဏ်ကိုသုတ္တမယဉာဏ်လို့ခေါ်တာအခုတရားနာတယ်မသိသေးတာတွေသိလာတယ်မသိသေးတာသိတာမျက်ပြင်ကထိအောင်ဆိုင်းရသလားအခုပဲသိသွားတာလားအခုပဲသိတာသိတယ်မသိဘူးဆိုတာချက်ချင်းပဲเนาะချက်ချင်းပဲအဲ့တော့ကြားနာလိုက်လို့ရှင်သိတာအဲ့ဒါကြောင့်မို့လို့ဒီကြားနာမှုဟာသုတ္တမယပညာရဖို့လောက်ရတာအဲ့ဒီသုတ္တမယဉာဏ်ကိုမှဘာဝနာမယတင်ပြီးတော့တိုးပွားလောက်အောင်ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာဒီဉာဏ်ဟာရင့်တန်ပြီးတော့နောက်ဆုံးမဉဏ်ဖုန်ဉဏ်ထိအောင်ဆင့်မြင့်တဲ့ဉာဏ်တွေထိအောင်တိုးတက်သွားဒီလိုဆုံးလို့တာလောကမှာပညာဖျားပြီးရင်ပညာအကြီးဆုံးလို့ဆိုရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်တောင်မှပဲသုတ္တမယဉာဏ်အရင်ရအောင်လုပ်ရတာပိဿဝဂီ၅ပါးထဲကအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီထံမှာမြတ်စွာဘုရားဗာတရားဟောတုံးဆိုတာမေးတော့ဟိုကဟောပြောပြလိုက်တဲ့အခါကျတော့မှအပဒဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တောင်မှဒီလိုနာလိုက်ရမှသူကပညာရတာအနုဆိုရင်မရနိုင်ဘူးအသိဉာဏ်ရဖို့ရအတွက်ဆိုပါစို့တမ္မာဒိဋ္ဌိလို့ဆိုရဲမှန်ကန်တဲ့အမြင်တစ်ခုဒါလည်းဉာဏ်ပဲပေါ့ right understanding ဆိုတာမှန်ကန်တဲ့အသိဉာဏ်တစ်ခုကိုရဖို့ရအတွက်လိုအပ်ချက်အကြောင်းဟာဘာတွေလဲအသိဉာဏ်ရဖို့ရအတွက်အချက်နှစ်ချက်လို့ပြောလို့ရအကြောင်းနှစ်မျိုးအကြောင်းတစ်ခုကပြင်ပကအကြောင်းနောက်တစ်ခုကအတွင်းအကြောင်းအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ရတယ်ဘယ်တော့ပဲဖြစ်ဖြစ်အတွင်းအပြင်နှစ်ခုပေါင်းစပ်တယ်တစ်ခုတည်းနဲ့မရဘူးရှိလေကလေးတွေကြောင်းတက်တာပညာရအောင်အတွင်းနဲ့အပြင်ပေါင်းစပ်ရတယ်လေအပြင်ကျောင်းဆိုတာဆရာကောင်းသမားကောင်းနဲ့ဆရာကောင်းစီသင်ရတယ်ဒါအပြင်ကျောင်းအတွင်းကျောင်းကကိုယ်တိုင်ကြိုးစားရတယ်လေနှစ်ခုပေါင်းမှရတာဆရာဘလောက်ကောင်းနေပါဇက်ထဲထိုးထည့်ပေးလို့ရတာမှမဟုတ်ပဲအုံနောက်ထဲကိုထိုးထည့်လို့ရတာမှမဟုတ်ပဲဆေးသွင်းတယ်လို့သွင်းလို့မှမရတာပညာဆိုတာကိုယ်တိုင်ကလည်းခံယူတဲ့အတွင်းတတ်ရှိမှရတာကိုအဲ့ဒါလိုပဲတမ္မာဒိဋ္ဌိဉာဏ်ဖြစ်ဖို့ရတဲ့အတွင်းအကြောင်းနဲ့အပြင်အကြောင်းလို့အတွင်းအကြောင်းကိုအပြင်အကြောင်းကို external condition လို့ခေါ်တယ်အပြင်ဘက်ကအကြောင်းအတွင်းအကြောင်းကို internal condition လို့ခေါ်တယ်အဲ့ဒီမှာအပြင်အကြောင်းဆိုတာဘာလဲဆိုရင်ပရတောခောတာဆရာသမားဟောပြောတဲ့ပုဂ္ဂိုလ်ထံမှဟောပြောချက်ကိုနာယူရခြင်းပေါ့သူရဲ့တရားသာဟောပြောမှုကိုနာယူရခြင်းဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်ဘာသာဝင်တစ်ခုဖြစ်သွားလို့ရှင်အပြင်ဘက်ကဟောပြောချက်ရှိတာအကြည့်ပဲနော်မွတ်စလင်ဖြစ်သွားဖို့လည်းပဲ
ပလီဆရာဟောတာရှိမှာပေါ့ခရစ်ယာန်ဖြစ်ဖို့လည်းပဲခရစ်ယာန်ဘုန်းကြီးတွေဟောတာရှိမှာပေါ့ဗုဒ္ဓဘာသာဖြစ်ဖို့လည်းပဲပြင်မကဟောပြောပေးတာရှိတယ်အဲ့ဒါကိုပရတောဂောသလို့ခေါ်တယ်အဲ့ဒီပရတောဂောသဆိုတဲ့အပြင်အကြောင်းလေးနဲ့တင်ဖြစ်သလားလို့ဆိုမဖြစ်ဘူးနောက်ကအတွင်းအကြောင်းကပါလဲဆိုရင်ယောနိသောမနတိကာရဘုရားဘာသာကြောင့်မှန်မှန်ကန်ကန်စဉ်းစားနိုင်တဲ့ဉာဏ်ရည်ရှိရအောင်မယ်ဒီလိုဆိုလို့တယ်အဲ့တော့မှန်ကန်တဲ့ဉာဏ်အမြင်စဉ်းစားတဲ့ဒီနှလုံးသွင်းမှန်ကန်မှုနဲ့ခုနကဟောပြောချက်ဆိုတဲ့ဒီနှစ်ခုပေါင်းစပ်လိုက်ရှင်သာရိပုတ္တရာဆိုလို့ရှိရင်ရှင်အတ္တဇိကဟောပြောလိုက်တဲ့ယေဓမဟေတုပ္ပဘောတေတံဟေတုံတထာဂတောဆိုတဲ့တရားစကားသူကိုယ်တိုင်ကစဉ်းစားနိုင်တဲ့ယောနိသောမနတိကာရဒီနှစ်ခုပေါင်းလိုက်လို့သောတာပန်ဖြစ်သွားတာအသိဉာဏ်တစ်ခုထားရဒီလိုဆိုလို့တယ်ပေါ့ဒါကြောင့်မို့အသိဉာဏ်တစ်ခုဖြစ်ဖို့ရအတွက်ဒီအကြောင်းတွေကိုထပ်ချဲလိုက်လို့ရှိရင်၄ခုဖြစ်တယ်သူက၄ခုကဘယ်လိုဖြစ်တုံးဆိုအပြင်မဲ့အကြောင်းအရာတွေကိုဖြည့်လိုက်တယ်ပရတောဂောသဆိုတဲ့နေရာမှာဒီနေရာမှာပုဂ္ဂိုလ်မပါဘဲနဲ့ပုဂ္ဂိုလ်ကိုထည့်လိုက်ပဲနံပါတ်1ကတပ္ပုရိတုပနေတယလူကောင်းသူကောင်းနဲ့တွေ့ရလူကောင်းသူကောင်းနဲ့တွေ့ပြီးတော့သူ့ထံကနေပြီးတော့မှတ်သားနိုင်ဝယ်ရတရားစကားကိုနားရဟောဒါအပြင်အကြောင်းနှစ်ခုလူကောင်းသူကောင်းနဲ့တွေ့ခြင်းသူစီကတရားစကားနာယူခြင်းဒါအပြင်ဘက်ကအကြောင်းနှစ်ခုမိမိကိုယ်တိုင်ကယောနိသောမနတိကာရခံယူနိုင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ဓမ္မနုဓမ္မပฏิပတ်တိနိလန်းတိုင်းတကယ်လက်တွေ့ကျင့်သုံးခြင်းဆိုတာဟောဒီ၄ချက်အတွင်း2ချက်အပြင်2ချက်ပေါင်းလိုက်တဲ့အခါကျတော့ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေရတယ်သောတပန်ဖြစ်တယ်ဆိုတာဒါလေးကိုပြောတယ်သူကဘယ်လောက်သဘာဝကြအကြောင်းနဲ့အတွင်းနဲ့အပြင်အကြောင်းတရားတွေကိုဒီလိုပေါင်းစပ်ပေးရတယ်လို့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီသုတ္တမှာဟောထားတာကြည့်လေလောကမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းကွာခြားတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကလုံးတဲ့မလုံးတဲ့မသိဘူးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကလုံးတဲ့မလုံးတဲ့ခွဲခြားပြီးတော့သိတယ်တဲ့အဲ့ဒီသိတာမသိတာဟာမူလအကြောင်းတစ်ခုပဲပေါ့ကဲကောင်းပြီဓမ္မသမာဒါနလို့ဆိုတဲ့လက်ခံကျင့်သုံးတဲ့သဘာဝတရားလူတွေစောင့်တည်ပြီးတော့လိုက်နာနေကြတဲ့အလုပ်မြတ်စွာဘုရား၄မျိုးခွဲပြခုနလုံးတဲ့မလုံးတဲ့သိတာမသိတာပညာရှိလို့ရှိရင်လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတယ်ပညာရှိလို့ရှိရင်လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတယ်မရှိလို့ရှိရင်မသိဘူးအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကလောကမှာဓမ္မသမာဒါန၄မျိုးမှတ်သားရမယ်တဲ့ဘာဖြစ်လို့ဒီလို၄မျိုးခွဲတာတော့ဆိုသူကအချိန်နေချင်းကမတူဘူးလေအချိန်နေချင်းကမတူတမန်လေးတစ်ခုကိုစဉ်းစားပြီးတော့ကြည့်အောင်ကိုနေ့စဉ်ကြုံတဲ့ကိစ္စလေးတစ်ခုပဲကြည့်ပါတချို့အလုပ်ကလောက်ရတာပင်ပန်းတယ်ဒါပေမဲ့အကျိုးမြတ်ကြတော့ရရှိတယ်နော်ဒီလိုဟာမျိုးလောက်ရတာပင်ပန်းတယ်ဆင်းရဲတယ်သို့တော့အကျိုးမြတ်ရချမ်းသာဒုက္ခရတချို့ကလောက်ရတာလည်းပင်ပန်းသေးတယ်အကျိုးကလည်းဘာမှမဟုတ်ဘူးဆိုတာလည်းရှိတယ်ဟောတချို့အလုပ်ကြတော့လောက်ရတော့ပင်ပန်းတယ်ကောင်းကျိုးချမ်းသာရတယ်ဆိုတာလည်းရှိတယ်တချို့အလုပ်ကြတော့လောက်ရတာလည်းလွယ်တယ်ရလိုက်တာလည်းအမြတ်ကြီးပဲစိတ်ရောင်းတဲ့လူလိုပေါ့ရွှေရောင်းတဲ့လူစိတ်ရောင်းတဲ့လူအမလေးလှလှပပဝတ်စားပြီးတော့ကောင်တာကြီးမှာအမြိန်သားထိုင်နေုံပဲဘာပြောကြမလို့နော်လောက်ရတာမချမ်းသာဘူးလားငပိတဲ့င6တဲ့လူ9တဲ့တွေလူခုတ်ရထိရဘာမလုပ်အောင်ဆန်တဲ့တွေလူပိုးရထမ်းရတွေပဲမလုပ်အောင်ဟောသူကြတော့လောက်ရတာလည်းချမ်းသာတယ်ရလိုက်တဲ့အကျိုးအမြတ်ကလည်းအများကြီးဒါလောကမှာကိုမြင်နိုင်တာတွေကိုပြောပြတယ်နော်ဒကာဒကမတွေဆိုကိုယ့်ရက်ွက်ထဲမှာဆိုဒီတဲ့ပို့ပြီးတော့မြင်စရာတွေရှိတာပေါ့
အဲ့ဒါမျိုးကိုအခြေခံပြီးတော့မြတ်စွာဘုရားဓမ္မသမารဏ၄မျိုးရှိတယ်တဲ့အဲ့ဒီ၄မျိုးကိုအကျဉ်းချုပ်မှတ်ထားဖို့ဒီသုတ်တံမှာ၄မျိုးကဘာတွေတုံးဆိုလို့ရှိရင်လုံနေတဲ့အချိန်မှာဒုက္ခရောက်တယ်နောင်ကြတော့လည်းပဲဒုက္ခရောက်တယ်လုံနေတုန်းကလည်းဆင်းရဲတယ်အကျိုးပေါ်လာတဲ့အခါမှာလည်းပဲဆင်းရဲတယ်အဲ့လိုအလုပ်မျိုးလည်းရှိသေးတယ်တဲ့စောင့်တည်ဒါနံပါတ်1ပါဠိလိုပြောလို့ရှိရင်ပစ္စုပ္ပန္နဒုက္ခအာယတိန်ဒုက္ခဝိပါကပစ္စုပ္ပန္နဒုက္ခဆိုတာလုံနေတဲ့အချိန်မှာလည်းပဲဆင်းရဲတယ်အာယတိန်ဒုက္ခဝိပါကနောင်ကြတော့လည်းဆင်းရဲတဲ့အကျိုးခံရတယ်တဲ့ဒီလိုဓမ္မသမารဏဒါတစ်ခုနံပါတ်1ကဒါမျိုးတစ်ခုရှိတယ်နံပါတ်2ကပစ္စုပ္ပန္နဒုက္ခအာယတိန်ဒုက္ခဝိပါကလုံနေတုံဒုက္ခရောက်ပေမဲ့လို့နောင်ကြတော့ချမ်းသာဒုက္ခဆိုတဲ့အကျိုးခံစားရတယ်ဒါကနံပါတ်2နောက်တတိယကြတော့ပစ္စုပ္ပန္နဒုက္ခပစ္စုပ္ပန္နဒုက္ခလုံနေတဲ့အချိန်မှာပစ္စုပ္ပန္နဒုက္ခလုံနေတဲ့အချိန်မှာချမ်းသာတယ်အာယတိန်ဒုက္ခဝိပါကလုံတုံးတော့ချမ်းသာတယ်သို့သောလုံပြီးတဲ့နောက်မှာတော့အကျိုးဆက်ကြတော့ဆင်းရဲတယ်နောက်နံပါတ်4ကြတော့ဘာတော့ဆိုပစ္စုပ္ပန္နဒုက္ခအာယတိန်ဒုက္ခဝိပါကလုံတုံးလည်းချမ်းသာတယ်အကျိုးရတာလည်းချမ်းသာတယ်လို့ဟောဓမ္မတမာဒါနစိတ်ထဲမှာဆောက်တည်ပြီးတော့လှုပ်တဲ့လူတွေဒီစိတ်ကတွေးတာတို့နှုတ်ကထုတ်ပြောတာတို့ကိုယ်ဒီလက်ရောက်လှုပ်တာတို့ဆိုတဲ့ကာယကမ္မဝစီကမ္မမနောကမ္မလို့ဆိုတဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမြတ်စွာဘုရားခွဲပြလှုပ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့လှုပ်တာလည်းလှုပ်တာနှုတ်ကပြောတာလည်းလှုပ်တာကိုယ်ဒီလက်ရောက်လှုပ်တာလည်းလှုပ်တာအဲ့တော့ဒီ၄မျိုးကိုအခြေခံအဖြစ်မှတ်ထားဖို့ဒီဓမ္မသမารဏသုတ်မှာဒီ၄မျိုးကိုဟောတာနော်လုံနေတုန်းလည်းဒုက္ခရောက်တယ်အကျိုးပေးတဲ့အခါမှာလည်းပဲနောင်ခါမှာဒုက္ခအကျိုးပေးတယ်ဒါတစ်ခုလုံနေတုန်းမှာဒုက္ခရောက်ပေမဲ့လို့အကျိုးပေါ်လာတဲ့အခါမှာချမ်းသာတယ်တတိယကလုံနေတုန်းချမ်းသာပေမဲ့လို့အကျိုးပေးတဲ့အခါမှာဒုက္ခရောက်တယ်စတုထကလုံနေတုန်းလည်းချမ်းသာတယ်အကျိုးပေါ်တော့လည်းချမ်းသာတယ်ဒါကတော့အကောင်းဆုံးဖြစ်မှာပေါ့နော်အဲ့ဒါလို့ဓမ္မသမารဏကိုမြတ်စွာဘုရား၄မျိုးခွဲဟောတာအဲ့ဒီ၄မျိုးခွဲဟောတာတွေကိုကိုယ့်ဘဝနဲ့ကိုယ်စပ်ဟပ်ပြီးတော့ကြည့်ရမြတ်စွာဘုရားဟောတဲ့တရားတွေဟာဘဝနဲ့ကင်းကွာတဲ့တရားမရှိဘူးဘဝပေါ်မှာအခြေခံပြီးတော့ဘဝနဲ့ဆက်ဆက်နေတဲ့တရားတွေကြီးပဲဟောတယ်ဒါကြောင့်မို့လူတွေနေ့စဉ်ဘဝမှာဒီတရားတွေကိုလိုက်နာဖို့မလိုက်နာနိုင်လို့သာကြံရတာလောကမှာလူတွေလက်လန်းမမီတဲ့တရားမျိုးဆိုတာဘုရားဘာသာထဲမှာမရှိဘူးအားလုံးကလက်တွေ့ကြနိုင်တာတခြားဘာသာတွေကြတော့ဒီလိုမဟုတ်ဘူးနော်ဒီလိုမဟုတ်ဘူးကိုယ်ပိုင်သိလို့မရတဲ့ဟာတွေအများကြီးရှိတယ်ယုံကြည်ရတာတွေအများကြီးရှိတယ်ဘုရားဘာသာမှာယုံကြည်လို့လက်ခံရတယ်ဆိုတာနည်းတယ်အသိဉာဏ်ကိုဦးစားပေးတယ်ဒါကွာခြားချက်ပဲမတူညီတဲ့အချက်အဲ့ဒီကလေးကဘလောက်ကျေနပ်စရာကောင်းဘုရားဘာသာဖြစ်ရတာဘလောက်ကျေနပ်စရာကောင်းဘုရားဘာသာဖြစ်တယ်ဆိုကြတဲ့ကိုယ့်ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေကိုကဘယ်ဖရာရဲ့သိုးမှမဟုတ်တာသိုးဆိုတာဘာပြောရတဲ့ကောင်မဟုတ်ဘူးလေအဲ့တော့တခြားဘာသာဝင်တွေကြည့်မယ်ဆိုလို့ရှိရင်ဒါနတ်ကိုယ်ွယ်နေတာတွေပဲအကုန်လုံး
နတ်ဆိုတာကိုမြင်ရတာမှမဟုတ်တာအဲ့တော့ကိုယ့်ဘဝကိုဆုံးဖြတ်နိုင်တယ်ဆိုတာဘလောက်ချိန်နှက်เสียကောင်းလဲငါနဲ့ဆိုင်တယ်မကောင်းတာလဲငါပဲနော်ကိုယ်နဲ့ပဲသက်ဆိုင်တယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကိုလှုပ်တာကောင်းတာလှုပ်ရင်ကောင်းတာရမယ်မကောင်းတာလှုပ်ရင်မကောင်းတာရမယ်ဆိုတာကိုယ်သာအဓိကဆိုဘလောက်ကြဘလောက်ဟန်ကြကိုမကောင်းရင်လည်းကိုခံရမယ်ကိုကောင်းရင်လည်းကိုဆန်လို့ရတယ်အေးတခြားဘာသာကြတော့ကိုကောင်းရင်လို့လည်းထွတ်ထိပ်ထိမရောက်ဘူးနော်မရောက်နိုင်အာကိုနေရကိုကဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဘုရားဘာသာမှာကိုဆုံးဖြတ်ပိုင်ခွင့်ရှိကိုဆုံးဖြတ်ရမယ်ကိုအားကိုကောင်းဒီဘာသာမှာအတ္တဟိအတ္တနောနာထောမိမိဒီတာလည်းမိမိရဲ့ကိုယ်ွယ်ရာလို့ဆိုတာလောက်ကောင်းတယ်ကိုအားကိုကဒါတော့မှလျှောက်ပြီးတော့ဘေးရင်ဆရာအားကိုတာတို့ဘာတော့ရှိသေးတယ်နော်အဲ့တော့ဘာလို့လို့ဆိုလို့ရှိရင်တော့ဒါအတိညာအားနဲ့လို့ပဲမမဲ့လူကိုမျောနေသေးတယ်ဘာမှမမဲ့လူလည်းမျောစရာမလိုဘူးနော်ကိုဘာတွေလုံနေတုံးပေါ်မှာကြည့်ရအတိညာနဲ့လုံမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကစီးပွားတိုးတက်ခြင်းအကြောင်း၄မျိုးဟောခဲ့တာအမှန်တမ်းလက်တွေ့ကြဒီဘဝမှာစီးပွားတိုးတက်ခြင်းလို့ရှိရင်အချက်၄ချက်နဲ့ပြည့်စုံရမယ်ဟောတာဗျာဥဋ္ဌာဏတမ္မရာဆိုတာဝိရိယရှိရဒါဖြင့်ကြိုးစားတိုင်းရလားဆိုမရဘူးမှန်ရတော့ဘာတွေလိုတော့ဆိုလို့ရှိရင်မြတ်စွာဘုရားဥဋ္ဌာဏတမ္မရာဆိုတဲ့ထဲမှာရှင်းလင်းပြတဲ့အခါမှာဘာတွေထည့်ပြီးပြတော့ဆိုဓက္ခလုပ်ငန်းကျွမ်းကျင်မှုလိုအပ်တယ်အနလတဇွဲကောင်းမှုလိုအပ်တယ်ဥပါယဝန္တခုခေတ်ပြောနေတဲ့ဤပညာဟောချိုးစားတယ်ဆိုရင်လည်းလုပ်ငန်းကလည်းမကျွမ်းကျင်ဘူးဤပညာလည်းမရှိဘူးဇွဲကလည်းမကောင်းဘူးဆိုဘာလို့အောင်မှာမဟုတ်ဘူးဒါနော်စုံဒုတ်ကားကြီးတွေလို့ဖြစ်ကိုယ့်ဘက်ကိုမမှန်ကန်ကန်လုံနိုင်မှာနော်ဤပညာလည်းကောင်းရမယ်လုပ်ငန်းလည်းကျွမ်းကျင်ရမယ်နော်ဇွဲကောင်းရမယ်ဆိုတာတွေနဲ့ဆိုရင်ထိတ်တန်းရောက်သွားစီးပွားရေးမှာထိတ်တန်းရောက်သွားဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ဟောခဲ့တာခုဟောတာမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့နေရာမှာနိုင်ငံခြားတိုင်းပြည်တွေမှာကုမ္ပဏီကြီးတွေအောင်မြင်ကြီးပွားသွားတယ်ဆိုတာဒါတွေပဲသူတို့မှာလေးလာဆန်းစစ်နေတဲ့ဤပညာတွေရှိတယ်နော်လုပ်ငန်းကျွမ်းကျင်တဲ့လူတွေရှိတယ်ကြည့်ပါလားလိမ်ညာသမားဆိုဘလောက်ဇွဲကောင်းတော့အခုဒီလိမ်ညာဆိုတာလွယ်တာမဟုတ်ဘူးစကောင်းနဲ့ချတောင်တက်ပြီးတော့ပြန်ချလို့သေခဲ့တာတွေလည်းမနေဘူးဒီလိုကြိုးစားခဲ့လို့အခုလိမ်ညာစီးနေရတာနောက်ဆုံးမှစပိန်ကလေးတီထွင်တဲ့လူကတောင်လွယ်တာမဟုတ်ဘူးလေဇွဲကောင်းလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုသူတို့မသိပေမဲ့လို့သူတို့လိုက်နာနေတယ်လို့ရှိတယ်ပေါ့ဒါကြောင့်မို့လို့ကြီးမွမ်းတာတချို့ကတော့ပြောတယ်သူတို့ကဟိုကဒါနကောင်းခဲ့လို့ဒါနဆိုတာအကြောင်းတစ်ခုပဲဖြစ်မှာပေါ့ဆိုပါစို့ဒါနကောင်းလို့ချမ်းသာတယ်ဆိုတာမွေးတွေကတထေးအိမ်မွေးရင်တော့ဟုတ်တာပေါ့တထေးအိမ်မမွေးဘဲနဲ့တဲပုတ်ထဲမွေးပြီးတော့သမထဖြစ်သွားတဲ့လူတွေရောမရှိဘူးလားအဲ့ဒါဒါနကောင်းလို့ဘယ်လိုလုပ်ပြောလို့ရမှာနော်ရမပြေမှာလဲတောချားမှာတောရွာလေးမှာမွေးပြီးတော့ထိတ်တန်းရောက်သွားတဲ့လူတွေမရှိဘူးလားရှိတယ်အဲ့နေရတကားဟာအတိတ်ကံကိုချကြမလို့ဘူးပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီဟောတာကိုပစ္စုပန်လို့ရအမတန်မှအရေးကြီးတယ်ဒါမို့ဥဋ္ဌာဏတမ္ပရာဆိုကြိုးစားလို့ရလာတဲ့ပစ္စည်းကိုအာရခတမ္ပရာထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်သမစေဝိတာဝင်ငွေထွက်ငွေမျှအောင်သုံးတတ်ဖို့လိုတယ်အမြန်မာလူမျိုးတွေကအဲ့ဒီဘက်မှာအားပြော့ထိမ့်သိမ်းဖို့ဆိုတာလဲအားပြော့ညမြတ်တာရအသက်မွေးဖို့ဆိုတာလဲအားပြော့တလားကို9000လောက်ဝင်ရင်3သိန်းလောက်သုံးနေတာအဲ့တော့9000ကကျွေးဖြစ်သွားပြီပေါ့အဲ့ဒီကျွေးကလည်းအိတ်နေတာမဟုတ်ဘူးသူကတက်နေမှာနောက်ဆုံးကြတော့လျှော်လဲရတာတို့ယော်လဲရတာတို့နဲ့ဆုံးသက်သွားတာ
ဒီလိုဖြစ်သွားတာတွေလည်းအများကြီးရှိတာပဲအဲ့ဒါဘာဖြစ်လို့လဲတမစီဝိတာမရှိလို့ဝင်ငွေထွက်ငွေဘတ်ဂျက်ဒါတွေကိုမျှမျှတတာမလုပ်တတ်လို့ဒီလိုဖြစ်တာမြတ်စွာဘုရားဟောထားတာဘာလို့လေသေးမှမရှိဘူးနောက်ဆုံးမှာကလျာဏမိတ်တတာလောကလူတွေဟာစီးပွားတက်လာတယ်ဆိုလို့ရှိရင်ကိုချင်းတရားပြတ်သွားတယ်ကိုချင်းတရားပြတ်ရင်တက်လာတဲ့စီးပွားကလည်းရပ်သွားတယ်ပျက်စီးသွားတယ်ဒါကြောင့်မို့နောက်ကကလျာဏမိတ်တာတဲ့လူတော်လူကောင်းတွေနဲ့ပေါင်းဖို့လိုသေးတယ်အဲ့ဒါမှတိမှတ်နိုင်တယ်လို့ဆိုလို့စီးပွားရေးကိုကိုချင်းတရားနဲ့ထိမ့်ပေးတာနော်အေဖရာတရားတော်တွေဟာလူလေသေးမရှိဘူးတကယ်ကိုအကြောင်းနဲ့အကျိုးနဲ့ဒီလိုဟောထားတာကောင်းပြီခုနကနံပါတ်1ကဘယ်လိုဟာကိုပြောတာလဲသိတာအောင်မြင်တာအောင်ပြောရမယ်ဆိုရင်လောကလူတွေနေ့စဉ်နဲ့အမျှကျင့်သုံးနေကြတာဒုစရိုက်7ပါးသူစရိုက်7ပါးဒါပဲရှိတယ်ဟုတ်ကဲ့ဒါအလုံးသိတာအကျယ်ချဲ့ပြောစရာမလိုတော့ပါဏာတိပါဒအာရိဏဒါနကာမေတုမိစ္ဆာစာရကာဒုစရိုက်အဲ့ဒီသုံးခုကရှောင်လို့ရှိရင်ကာတုစရိုက်မုတ္တဝါဒပိတုနာဝါစာဖရုဒဝါစာသမ္မပလပဝစီတုစရိုက်အဲ့ဒါတွေကရှောင်လို့ရှိရင်ဝစီတုစရိုက်အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိမနောတုစရိုက်အဘိဇ္ဇာကရှောင်တယ်ဗျာပါဒကရှောင်တယ်အနဘိဇ္ဇာအဗျာပါဒတမ္မာဒိဋ္ဌိဆိုရင်ဒါသူစရိုက်အဲ့ဒါတွေကိုမနုဿဓမ္မလို့ခေါ်တယ်ဘာဖြစ်လို့မနုဿဓမ္မလို့ခေါ်တာတော့လူတိုင်းကျင့်သုံးနိုင်လို့မနုဿဓမ္မခေါ်တာကျင့်เสียတရားထိုင်ပြီးတော့ကျင့်ရမယ့်ဟာတွေမဟုတ်ဘူးဒါအလွယ်တကူလုံးနိုင်တဲ့ကိုယ့်ဘက်ကိုစောင့်တည်ပြီးတော့လူတွေလိုက်နာနိုင်တဲ့တရားတွေမို့မနုဿဓမ္မလို့ပြောတာဇန်နေမက်တွေဖို့တွေကြတော့ဒီတဲ့မြင့်လို့ဒါမို့ဥဒ္ဒရိမနုဿဓမ္မလို့ခေါ်တယ်တာမန်ဓမ္မမဟုတ်တော့ဘူးဥဒ္ဒရိမနုဿတို့ရဲ့ဓမ္မဖြစ်တယ်ဒါကမနုဿဓမ္မတာမန်လူတွေလိုက်နာကျင့်သုံးနိုင်တဲ့တရားဖြစ်လို့မနုဿဓမ္မလို့လူတိုင်းကျင့်သုံးရအားလုံးအတွက်ဆိုတာကဲကောင်းပြီဒုစရိုက်7ပါးသူစရိုက်7ပါးနံပါတ်1ကလုံးနေတဲ့အချိန်မှာလဲဒုက္ခရောက်တယ်အကျိုးပေးတော့လည်းပဲဒုက္ခခံစားရတယ်ဆိုတာပါလေပါဏာတိပါဒလုံးနေတဲ့အခါမှာပေပန်းအခုအညာပိုင်းမှာဆိုရင်ရေတိုးလို့ရှိရင်လေဟိုငယ်ငယ်တော့တွေ့ဘူးတာရေတိုးတဲ့အခါမှာငါးမြားတံလေးတွေနဲ့ငါးမြားကြတယ်ငါးမြားတဲ့ပုံကိုယ်တွေကကန်းဆက်မှာထိုင်မြားတယ်အခုကျတော့အဲ့လိုမဟုတ်ဘူးရေလဲကောင်ကိုဆင်းပြီးတော့လူကတဝက်လောက်မြုပ်ပြီးတော့အဲ့မှာငါးမြားတယ်လူရဲ့ခန္ဓာကိုယ်ရေထဲမြုပ်ပြီးတော့ငါးမြားတယ်ငါကလည်းပါသွားပြီထမရဲ့မော်ရန်ငါးတွေကဒီကန်းနာမလာတော့အဲ့ကြောင့်မလို့ရေထဲဆင်းပြီးတော့ငါးမြားနေတာတွေတွေ့တယ်ဩငါးမြားရတာလည်းမသက်တာပါလားလို့ပါဏာတိပါဒအလုံးနေတဲ့အချိန်ကလည်းပဲဒုက္ခတွေရောက်တယ်ပါဏာတိပါဒအကျိုးကိုခံစားရတဲ့အချိန်ရောဒုက္ခတွေမရောက်ဘူးလားအေးအဲ့ဒါမျိုးကိုနံပါတ်1ဓမ္မသမာဓိလို့ပြောတာဇန္နာတွေမှန်းတာကြည့်ပြီတော့နော်အဲ့ဒါမျိုးမကောင်းတဲ့လှုပ်တာလှုပ်နေတဲ့အချိန်လဲဒုက္ခအကျိုးပေါ်လာတဲ့အခါမှာလဲဒုက္ခခံရတယ်ကဲလုံးနေတော့ကတော့ကောင်းတယ်ပါဏာတိပါဒလုံးတယ်ပျော်တယ်လေသူကအဝဲကနေလှမ်းပြီးတဏှတ်နဲ့ပြစ်မယ်ငှက်တွေပါတွေတဏှတ်နဲ့ပြစ်မယ်ပျော်မယ်ပျော်ပါလုံးတယ်ပါဏာတိပါဒလုံးနေတဲ့အချိန်မှာမချမ်းသာဘူးလားချမ်းသာတယ်လွယ်တကူပဲလွယ်ပဲပျော်တယ်လေအေးအဲ့ဒီကအကျိုးပေးပြီဆိုလို့ရှိရင်တော့ပါဏာတိပါဒရဲ့အကျိုးမြတ်စွာဘုရားပါဏာတိပါတောအာသေဝီတောဘာဝီတောဘဟုလိကတောနိရိယတံဝတ္တနိကောတိရိသနာတံကတတံဝတ္တနိကောပါဏာတိပါဒလှုပ်လို့အရှိန်ရလာပြီဆိုရင်တဲ့ငရဲမှာအကျိုးပေးတယ်တဲ့တိရိစ္ဆာန်ဘဝရောက်စေတယ်တိဋ္ဌာဘဝကိုရောက်စေတယ်ယောတပ္ပသောလဟု
အပ္ပယုကတာဝတ္တနိကောအပေါ်ဆုံးအပြစ်တောင်မှပဲအသက်တူတယ်တဲ့အကျိုးပေးပြီဆိုရင်ဒုက္ခလုံတုံးကပျော်ပြီးတော့ချမ်းသာဒုက္ခရပေမဲ့လို့အကျိုးပေးပြီဆိုလို့ရှိရင်ဒုက္ခခံရတယ်ဆိုတာအဲ့ဒါဒုတိယဓမ္မသမารဏပဲနော်လုံတုံးကချမ်းသာပေမဲ့လို့အကျိုးပေးတဲ့အခါမှာဆင်းရဲတယ်နောက်တတိယမျိုးစားကဘာတော့ဆိုရင်လုံနေတုံးကချမ်းသာပေမဲ့လို့လုံနေတုံးကဒီဆင်းရဲပေမဲ့လို့အကျိုးရတဲ့အခါမှာချမ်းသာတယ်ဆိုပါစို့ပါဏာတိပါဒကရှောင်တယ်သို့တော့ပင်ပင်ပန်းပန်းနဲ့စင်စင်ရဲရဲပါဏာတိပါဒအမှုကရှောင်တယ်ငတ်ငတ်ပြက်ပြက်နေတယ်ပါဏာတိပါဒအလုပ်ကိုမလုပ်ဘူးမကောင်းတဲ့အလုပ်တွေမလုပ်ဘူးငတ်ငတ်ပြက်ပြက်စင်စင်ရဲရဲခံပြီးတော့နေတယ်ပါဏာတိပါဒကရှောင်တယ်အဒိဏရဏရှောင်တယ်နော်ဒုစရိုက်တွေကအကုန်ရှောင်တယ်ဒီဘဝမှာငတ်ပြတ်နေပဲလို့မလုပ်ဘူးရှောင်တာလည်းပဲသူခမများမနေကြိုးစားပြီးတော့ရှောင်နေရတယ်အဲ့ဒါလို့ပစ္စုပန်မှာချမ်းချမ်းသာသာဒီမဟုတ်ဘဲနဲ့ပေါ့လေဆင်းရဲဒုက္ခတွေခံရတယ်ပေါ့ရှောင်ရတာကောင်းကောင်းနဲ့မရှောင်ရဘူးပစ္စုပန်ဒုက္ခလုံနေတော့ကပင်ပင်ပန်းပန်းနဲ့လုံရပေမဲ့အဲ့ဒီရှောင်ကျင်မှုဆိုတဲ့သူစရိုက်ကိုလှုပ်တဲ့အခါမှာရလာတဲ့အကျိုးကြတော့လူချမ်းသာနတ်ချမ်းသာဆိုတဲ့ချမ်းသာဒုက္ခကိုခံစားရတယ်တဲ့အဲ့ဒါဟာပစ္စုပန်ဒပစ္စုပန်ဒဒုက္ခဒုက္ခအာယတိန်ဒုက္ခဝိပါကလုံနေတော့ဆင်းရဲတယ်ရလာတဲ့အကျိုးကြတော့ချမ်းသာတယ်လို့ဒီလိုပြောတာနောက်ဆုံးတတိယအချက်ကြတော့ပါဏာတိပါဒကရှောင်တာလဲပျော်ပျော်ပါးပါးပဲချမ်းချမ်းသာသာပဲဒုစရိုက်တွေကရှောင်တယ်ပေါ့ပါးပါးနဲ့ရှောင်နိုင်တယ်အဆင်ပြေတယ်ရှောင်ပြီးတော့ရလာတဲ့အကျိုးကြတော့လည်းပဲပါဏာတိပါဒကရှောင်သည်သူစရိုက်ကိုလုံးသည့်အတွက်ကြောင့်ရလာတဲ့အကျိုးကြတော့လည်းကောင်းကျိုးချမ်းသာတွေကိုရတယ်မကောင်းတာတွေမလုံးသည့်အတွက်ကြောင့်ပါဏာတိပါဒလွယ်လွယ်ရှောင်တယ်အရိဏဒနာလွယ်ရှောင်တယ်ဒုစရိုက်တွေကလွယ်လွယ်ကူနဲ့ရှောင်တယ်ပျော်ပျော်ပါးပါးရှောင်တယ်ရလာတဲ့အခါမှာလည်းပဲအဲ့ဒီရှောင်ခြင်းချင်းရဲ့ကောင်းကျိုးချမ်းသာကိုခံစားတဲ့အခါမှာပို့ပြီးတော့ပျော်ရတယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာမြတ်စွာဘုရားကဣဒမောရတိပစ္စမောရတိကတပုံညောဥပယထမောရတိကောင်းတာလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဒီဘဝမှာလည်းဝမ်းမြောက်ရတယ်ဒုတိယနောက်ဘဝမှာလည်းဝမ်းမြောက်ရတယ်အဲ့ဒါကိုပြောတာပစ္စုပန်ဒဒုက္ခအာယတိန်ဒုက္ခဝိပါကကောင်းကျိုးချမ်းသာတွေရတယ်ဒီဓမ္မတမာရဏတုတ်မဟာဓမ္မတမာရဏတုတ်မှာမြတ်စွာဘုရားဒီလိုဟောတယ်နားလည်အောင်ဆိုပြီးတော့ဥပမာလေးတွေပေးထားတယ်ဥပမာလေးပေးထားတယ်အလုံးသိကြလိမ့်မယ်ဘူးကားကိုအရေညှစ်ထားမယ်ဆိုရင်အဲ့ဒီဘူးကားရေကိုတောက်ရင်ဘယ်လိုနေမလဲခါတာပေါ့အဲ့ဒီဘူးကားရေထဲမှာအစိတ်လေးထည့်မယ်အစိတ်ရောပြီးတော့ပေးလိုက်မယ်တောက်ရတာလဲခါလိုက်တာအစိတ်ကလည်းဗိုက်ထဲရောက်သွားဒုက္ခပေးမယ်ဒုစရိုက်နံပါတ်1ဓမ္မတမာဒနာဟာအဲ့ဒါမျိုးလှုပ်တော့ကလည်းဒုက္ခပဲတောက်တော့ကလည်းအရသာမရှိဘူးအကျိုးဆက်ကြတော့လည်းဒုက္ခအကုသိုလ်လောက်တာဆိုတာအဲ့ဒါနဲ့တော့တူတယ်တဲ့ဟုတ်ကဲ့လားအစိတ်ရောတဲ့ဘူကားရည်နဲ့အလားတရံတူတယ်ဒုက္ခဝိပါကဲနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ရမကာလေးပေါ့ခုခေတ်ဆိုဘီယာတို့အရက်တို့ဘီယာချိုချိုလေးစီဘီယာဘာဘီယာနဲ့ဘီယာတွေပေါ့မြန်မာဘီယာတို့ကဲအဲ့ဒီဘီယာလေးကိုတောက်ဘီယာတောက်တော့ရတာရှိလားမသိဘူးအဖျော်ရမကလေးတောက်တယ်ရတာရှိတယ်ဟုတ်ကဲ့လားသို့တော့အဲ့ဒီအဖျော်ရမကထဲမှာအစိတ်ထည့်လိုက်အစိတ်ထည့်လိုက်မယ်ဆိုတော့တောက်တော့ကတော့ချိုချိုအေးအေးမွေ့မွေ့လေးပဲနော်အဲ့ဒီအဖျော်ရမကတောက်လို့ချိုချိုအေးမွေ့မွေ့လေးသို့တော့အဲ့ဒီအစိတ်ကလူကိုထိပြီဆိုတဲ့အခါကျတော့ဘယ်လိုနေမလို့ဒုက္ခရောက်ရောအဲ့ဒါဒုတိယဓမ္မတမာရဏအဲ့ဒါနဲ့အလားတရံတူတယ်တဲ့တောက်လို့အရသာရှိပြီမဲ့လို့ရဇတ်ကြတော့ဒုက္ခရောက်တယ်ဒီလိုဆိုလိုတာနော်
တောက်လို့မကောင်းပေမဲ့အကျိုးရတယ်ဆိုတာကြတော့ဆေးကားကြီးပေါ့အဲ့ဒီမှာတော့ပုတိမုဒ္ဒဗေသစ္စနွားကျင်ငယ်ဆေးနွားကျင်ငယ်ဆိုတာဟာအခုခဏခေတ်မှာတောက်နေကြတဲ့ AIDS တောင်ပျောက်တယ်လို့ပြောတာပဲမယုံစမ်းတောက်ကြည့်ပေါ့နော်တိုက်ကြည့်ပေါ့ပုတိမုဒ္ဒဆိုတာနွားကျင်ငယ်ဆေးအဲ့ဒီနွားကျင်ငယ်ဆေးဟာဗမာဆေးချမ်းထဲမှာတီးချေယောဂါကလွဲရင်ကျန်တဲ့ယောဂါတွေကုန်ပြောက်တယ်တဲ့နွားကျင်ငယ်တောက်တာနဲ့တီးချေကြောင့်ဖြစ်တဲ့ယောဂါ32မျိုးမပြောက်ဘူးကျန်တဲ့ဟာတွေတလိပ်ကြောင့်ဖြစ်တာတို့နော်လေကြောင့်ဖြစ်တဲ့ယောဂါတွေတို့ပြောက်တယ်တီးချေကြောင့်ဖြစ်တဲ့ယောဂါလွဲရင်အကုန်ပြောက်တယ်ဒါမှမဟုတ်မြတ်စွာဘုရားတောင်ပုရိမုဒ္ဒဝေသစ္စအိန္ဒိယနိုင်ငံတောင်မှပဲအဲ့ဒါသတင်းစာထဲမှာဖတ်လိုက်ရနွားကျင်ငယ်ကို export လုပ်တော့သူတို့နိုင်ငံကနွားတွေစီကကျင်ငယ်တွေကိုယူပြီးတော့အနက်နေပြောင်းအောင်နီးစနစ်နဲ့လုပ်ပြီးတော့နွားကျင်ငယ်ကိုပလင်းနဲ့ရောက်မှာဘယ်တော့ဗမာပြည်ရောက်လာမလဲတော့မသိဘူးနော်နွားကျင်ငယ်ကိုအာယုဗေဒဆေးချမ်းအရာဒါယောဂါတွေကုန်ပြောက်တယ်ဆိုတောက်ကြမှာပါကြည့်အနက်မရှိရင်တောက်ကြမှာမလီနန်းတာတော့တားနန်းတာတောက်နိုင်အဲ့ဒီပုတိမုဒ္ဒဗေသစ္စတောက်တဲ့အချိန်မှာဆိုလို့ရှိရင်အတော်အနံ့ဆိုးတာခံရခက်တယ်သို့တော့ယောဂပျောက်သွားတော့မကောင်းဘူးလားကောင်းတယ်ဒါကြောင့်မလို့တချို့ကျောင်းတွေမှာအဲ့ဒါတွေဖော်ပြီးတော့တောက်နေကြတာတွေရှိတယ်စကိုင်းတောင်ရိုးမှာတော့ဘုန်းကြီးတစ်ပါးစင်အိုးကြီးတွေနဲ့လှောင်ထားတယ်လို့ကြားတယ်အဲ့ဒီမှာယောဂတွေအကုန်ပျောက်ဖို့အတွက်ဘာလုပ်ရတော့ဆိုစီးပြူသီးတို့ဖန်ကားသီးတို့ချက်စုသီးတို့ထည့်ပြီးတော့စိန်လိုက်ဖန်ကားသီးနဲ့ဖန်ကားသီးကတီးချေကြောင့်ဖြစ်တဲ့ယောဂကိုပျောက်စေတယ်နွားကျင်ငယ်ကတီးချေကြောင့်ဖြစ်တဲ့ယောဂလွယ်ရင်ကျန်တာတွေပျောက်တယ်အဲ့ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ယောဂအလုံးအကုန်ပျောက်သွားတယ်လို့သူတို့ပြောတယ်ယောဂအလုံးအကုန်ပျောက်နိုင်တယ်ကဲအဲ့ဒီနွားကျင်ငယ်နဲ့စိန်ထားတဲ့ဇိဝိရှရှာဖန်ကားသီးဟာတောက်တုံးကတော့အဝင်ဆိုးပေမဲ့လို့ယောဂပျောက်သွားတဲ့ကောင်းကျိုးကိုရတယ်တဲ့အဲ့ဒါလိုပဲပစ္စုပ္ပန္နဒုက္ခအာယတိဒုက္ခဝိပါကဟောနောက်တစ်ခုကျတော့ဗာနဲ့ဥပမာတူတော့ဆိုစတုမရုဆေးနဲ့တူတယ်စတုမရုဆေးကစားလို့ရှိရင်မချိုဘူးလားချိုတယ်ယောဂလည်းပျောက်တယ်ဆိုတော့ချိုလဲချိုတယ်စားရတာလည်းကောင်းတယ်ယောဂလည်းပျောက်တယ်ဆိုအဲ့ဒါဗာနဲ့တူတော့ဆိုစတုထဓမ္မသမารဏနဲ့တူတယ်လို့တွေးဝမ်းသွားတဲ့ယောဂမှာစတုမရုဆိုတာဒီကနေ့ဥပညင်ကဖော်တဲ့စတုမရုနဲ့မတူဘူးအဲ့ထဲတတိဆိုတဲ့ထိန်ငယ်ပါတယ်သူကမဓုဆိုတဲ့ပြားဖာဏိတဆိုတဲ့တင်းလဲတပ်ပိဆိုတဲ့ထောပတ်အဲ့ဒီလေးမျိုးကိုပေါင်းစပ်ပြီးတော့ဖော်ထားလို့ရှိရင်တွေးဝမ်းသွားတဲ့ယောဂကိုပျောက်စေတယ်လို့မြတ်စွာဘုရားဥပမာအနေနဲ့ဟောထားတာအဲ့တော့အဲ့ဒီဆေးဟာတွေးဝမ်းသွားတဲ့ယောဂကိုပျောက်စေတဲ့ကောင်းတဲ့အကျိုးလည်းရတယ်စားတဲ့အချိန်မှလည်းပဲရတာရှိတယ်အဲ့တော့လှုပ်တဲ့အချိန်မှလည်းပဲပစ္စုပ္ပန္နဒုက္ခရလာတဲ့အကျိုးကလည်းအာယတိဒုက္ခဝိပါကဆိုအလွန်ကောင်းတယ်လို့အဲ့ဒီတတ္တိယဓမ္မမျိုးဟာဘာနဲ့တူတယ်လဲလို့ဆိုရင်တရရယာတိမှာကောင်းကင်ကြီးတစ်ခုလုံးကြည်လင်းနေတဲ့အချိန်ပေါ်ထွက်လာတဲ့နေမင်းကြီးလိုပဲနော်တိမ်တိုက်တွေကင်းစင်တဲ့နေမင်းကြီးရဲ့အယောင်ဟာတောက်ပြောင်လှပနေတယ်လို့ပဲအဲ့ဒီတရားမျိုးကိုစောင့်တည်လိုက်ရမယ်ဆိုလို့ရှိရင်ကတော့ဘဝမှာကျင့်သုံးရတဲ့အချိန်ကလည်းကောင်းတယ်နောက်ကြတော့လည်းကောင်းတဲ့အကျိုးတွေခံစားရတယ်လို့မြတ်စွာဘုရားကဒီလိုဟောပြီးတော့ဏီကုံချုပ်ထားအဲ့တုတ်တာမဟာဓမ္မသမารဏတုအဲ့ဒီမှာအထက်ကရာမှတ်ချက်ကလေးတစ်ခုပါဒီတုတ်ကိုနတ်တွေကသိသဘောကျတယ်လို့ပြောတယ်နော်နတ်တွေကသိသဘောကျတယ်ယဟန်တစ်ပါးသီဟိုမှာဒီတုတ်ကိုရွတ်ဖတ်တယ်ဆိုတော့အဲ့ဒီဘုရားစီကကြားနာခဲ့ရတဲ့နတ်ကလာပြီးတော့တာရုခေါ်တယ်
တာရုခေါ်တယ်ကျေးဇူးတင်တယ်ဖះဟောတော့က तू နာလဲရတယ်တဲ့ဆိုတော့အဲ့ဒီကိုယ်တော်ကလည်းစူးစမ်းတာပေါ့နတ်နဲ့သူကတွေ့ရတော့မေးတာပေါ့အခုခေတ်ဆိုရင်တော့ဘေးတွေနေပါတယ်များမေးနေမလားတော့မသိဘူးအဲ့ဒီကိုယ်တော်ကတော့ဗာမေးတော့ဆိုမြတ်စွာဘုရားတရားကိုသင်ကိုယ်တိုင်နာခဲ့ရတာလားဆိုနာခဲ့ရတယ်အခုအရှင်ဘုရားရွတ်ထာနဲ့ဘုရားဟောတာနဲ့တစ်ထပ်သေးပါပဲတဲ့သူပြောတယ်ဒါဖြင့်ဘယ်နာနာတာတော့တဲ့ပထမဆုံးကတော့ဇေရဝံကျောင်းထဲကနာတာပဲတဲ့နောက်တကိုးကြီးတဲ့နတ်တွေကလာတဲ့အခါကျနောက်ဆုံးပေးလိုက်ရတာဘုရားနဲ့အဝေးကြီးဖြစ်သွားတယ်တဲ့အဝေးကြီးရောက်သွားတယ်တဲ့နေရာမရလို့နောက်ဆုံးကအခုလူတွေတော်သေးတယ်နော်လူချင်းသိတော့နောက်ဆုံးမပေးရအောင်အဲနတ်တွေကြတော့မရဘူးတဲ့တကိုးကြီးတဲ့နတ်လာလို့ရှိရင်နေလို့မရအောင်နောက်ဆုံးရတယ်ကောင်းကြည့်လေအင်ကုရနတ်သားတို့အိန္ဒကနတ်သားတို့အဘိဓမ္မာတရားဟောတဲ့ချိန်ဆိုအိန္ဒကနတ်သားကလက်ရဘက်ဘုရားရဲ့အနီးလက်ရဘက်မှာထိုင်နေတာဘလောက်တကိုးကြီးတဲ့နတ်တွေပြမာတွေလာသူကလည်းဘုံတကိုးကြီးတော့ဖယ်မပေးဘူးအင်ကုရနတ်သားကတော့နောက်ဆုံးသွားလိုက်ရတာဘုရားနဲ့12ယူဇလာလောက်ဝေးသွားတယ်ပြောအဲ့တော့ခုနနတ်ကလည်းပဲသူကဘုံနေတော့နောက်ဆုတ်ပေးလိုက်ရတာအဝေးကြီးအဲ့တော့ထူးဆန်းတာလေးတခုကတော့ဟိုကိုတော်ကမေးတဲ့အဲ့ဒါဆိုလို့ရှိရင်ねဘုရားဟောတဲ့တရားကောင်းကောင်းကြားရလားတဲ့ခုခေတ်လို့မိုက်တွေပါတာမဟုတ်ဘူးဟိုအဝေးကြီးကနားရတယ်ဆိုတော့ကြားရလားဆိုတော့အမလေးတပည့်တော်နာထိုင်ဟောနေသလိုကိုကြားရတယ်ဘုရားရဲ့တရားသာနာလာထိုင်ဟောနေသလိုကြားရတာဒါဖြင့်ဘုရားလည်းကောင်းကောင်းမြင်ရမှာမဟုတ်ဘူးပေါ့မှုံဝါနေမှာဘယ်ဟုတ်မလဲတဲ့တပည့်တော်ကိုကြည်ဟောနေတယ်လို့ထင်လို့လူကိုမကြည်ရဲဘူးတဲ့ဘုရားကိုရှက်လို့တဲ့ဘုရားကသူ့ကိုပဲကြည်ဟောနေတယ်လို့ခံစားရတယ်တဲ့နတ်ကအဲ့ဒါလို့ပြောပါတာနော်အဲ့ဒါလို့အထက်ကရာမှာမှတ်တမ်းတင်ထားတော့ဒီတုတ်ဟာနတ်တွေကအလွန်ချစ်မြတ်လို့တဲ့တုတ်တဲ့နတ်ချစ်တဲ့တုတ်ဆိုတာဒီမဟာသမယတုတ်ကိုလည်းနတ်ချစ်တဲ့တုတ်လို့ပြောတယ်အခုမဟာဓမ္မသမารဏတုတ်ကိုလည်းနတ်ချစ်တဲ့တုတ်လို့ပြောတယ်နော်မှတ်တမ်းရှိတာကိုပြောပြတာအေးကောင်းပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကယဟန်တွေကိုစတင်မေးခဲ့တာလေးကိုကြည့်လူတွေဟာကောင်းတာတွေကိုမျှော်လင့်ရတဲ့အကောင်းတွေမရဘဲနဲ့အဆိုးတွေရတာဘာကြောင့်လဲဆိုတော့အခုလို့နံပါတ်1ကအသိဉာဏ်မရှိကြလို့တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်ကျင့်သုံးမှုအမျိုးမျိုးလက်ခံကျင့်သုံးကြတယ်ပေါ့အဲ့ဒါလို့ကျင့်သုံးမှုမျိုးလက်ခံကျင့်သုံးကြသည့်အတွက်ကြောင့်ကိုမျှော်လင့်ချက်အတိုင်းမဖြစ်တာတဲ့အဲ့တော့အသိဉာဏ်ရှိအောင်လုပ်ကြရမယ်လို့ဒီလိုဆိုလိုတာအေးလှုပ်တဲ့မလှုပ်တဲ့ဒါကိုသိရှိပြီးတဲ့အခါမှာဓမ္မတမာရဏ၄မျိုးထဲမှာအကောင်းဆုံးဖြစ်တဲ့စတုထဓမ္မတမာရဏအဲ့ဒါလောက်မကောင်းမိမဲ့ကောင်းတဲ့တတ္တိယဓမ္မတမာရဏမျိုးတို့တွေဟာကျင့်သုံးလိုက်နာကြရမှာဖြစ်တယ်လို့ကိုစီကိုငါသဘောကျပြီးအသိဉာဏ်တိုးပွားအောင်ကြိုးစားအားထုတ်ခြင်းဖြင့်မိမိတို့ဘဝကောင်းတဲ့ကောင်းအောင်မိမိတို့ရဲ့ဆန္ဒပြည့်ဝအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း